ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်ကိုတကယ်မချစ်ကြပါဘူးဗျာကိုကျိုးစီးပွားအတ္တအတွက်မြန်မာပြည်ကိုချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီချိန်မှာခင်ဗျားမပေါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပေါအောင်နေဖို့ကြိုးစားပါမယ်အဲ့တော့ကျွန်တော်ဒီနေ့ပထမဆုံးပြောရမယ့်အကြောင်းအရာကကျွန်တော်ဒီနေ့ရန်ကုန်ကအခြေအနေချို့ကျွန်တော်လှမ်းပြောပါမယ်ရန်ကုန်အခြေအနေဆိုကျွန်တော်မဟုတ်ဘူးဗျဒီနေ့ကျွန်တော်လည်းသူများတွေမေးတာများလုံးလို့ကိုလည်းသိချင်တာတွေဘာဖြစ်လို့စုံစမ်းလိုက်တဲ့အကြောင်းအရာလေးပါအဲ့ဒါဘာလို့ဆိုတောင်တကုံဗျတောင်တကုံကမြို့နယ်တရားရုံးတဲ့အဲ့မြို့နယ်တရားရုံးမှာစစ်တပ်ကလုံခြုံရေးယူတယ်ပေါ့ဗျာအဲ့လုံခြုံရေးယူတဲ့စစ်တပ်ကိုတဲ့သူတို့ဗာလဲရန်ကုန်အာမီဆိုလားအဲ့ဒီအဖွဲ့ကနေပြီးတော့79ဝေးပြစ်လောင်ချာနဲ့40မမနှလုံးပစ်လိုက်တယ်တဲ့ပစ်လိုက်ပါတယ်ဆိုပြီးတော့ပြောတယ်နော်ဆိုတော့အဲ့တဲ့ရင်ကဘယ်တော့ဖြစ်တယ်လဲဆိုတော့9ရက်နေ့မနေ့ကည10:00နာရီခွဲကျော်လောက်ဖြစ်တာဆိုပြီးတော့သူတို့ဒီရန်ကုန်အာမီတို့နောက်က NUG ရဲ့ကာကွယ်ရေးအဖွဲ့တို့ဘာလို့ညာတို့ပေါ့ဗျာအဲ့လိုအဖွဲ့တွေကနေထုတ်ပြန်တာတွေ့ရတယ်ထုတ်ပြန်လာတော့တရားဝင်အတီးပေါက်ကြီးထုတ်ပြန်လာတော့ကျွန်တော်ကလည်းစိတ်ဝင်စားပါတယ်ဒီမှာလည်းပြောအတီးပေါက်ကြီးထုတ်ပြန်လာလို့စိတ်ဝင်စားပါလားပုံမှန်ဆိုရင်တော့ကျွန်တော်ဒီသတင်းမျိုးကိုတိတ်ပြီးတော့ပြောတဲ့အကြောင်းလည်းမရှိဘူးတိတ်ပြီးတော့ဒါကြီးကတတ်မဲ့ကိုလူတွေကိုကလင်ကချင်းလုပ်တဲ့ဝါရဖြန့်တဲ့ကိစ္စတစ်ခုလောက်ပဲကျွန်တော်သိထားပြီးသားပေါ့ဒါပေမဲ့ပြောဖို့လိုအပ်လာတာပေါ့နော်ဆိုတော့ပြန်စဉ်းစားဖို့လိုတာပေါ့နော်ရန်ကုန်ပြည်လာကြီးတောင်တကုံမြို့နယ်မှာရှိတဲ့မြို့နယ်တရားရုံးနဲ့အဲ့ဒီတရားရုံးကိုတရားရုံးမှာဒါစစ်တပ်ကလူတွေလုံခြုံရေးစောင့်ပေးနေတယ်ဗျာအဲ့တရားရုံးကိုတဲ့9ရက်နေ့မနေ့က9ရက်နေ့ညနေည10ခွဲလောက်က10:35လောက်မှာလောင်ချာဆိုတာစဉ်းစားကြည့်နော်ခင်ဗျားတို့လောင်ချာဆိုတာအဝေးရပြဒီလို negative လို့မဝေးရပြလောင်ချာနဲ့တဲ့နော်79ဝေးပြလောင်ချာအဝေးပြလောင်ချာရိုးတော့မဟုတ်79ဝေးပြလောင်ချာနဲ့ပစ်လိုက်တယ်တဲ့အဲ့ဒီထဲမှာပစ်တဲ့ပုံသီးက40မမပုံသီးနှလုံးနဲ့လှမ်းပစ်တယ်ပေါ့နော်ပစ်လိုက်တယ်တဲ့ဆိုပြီးတော့ပြောတယ်အဲ့တော့ပစ်လိုက်တယ်လို့ပြောတဲ့အပြင်တော့ဘာဆက်ဖြစ်လဲဆိုတော့သူတို့မီဒီယာတွေမှာတော့ဘာဖော်ပြလဲဆိုတော့အပြစ်ခတ်မှုပစ်လိုက်တဲ့အတွက်အထဲမှာအထိကိမှုတွေရှိတယ်ပေါ့ဒါပေမဲ့လည်းလောဆယ်တော့သူတို့ဘာတွေဖြစ်တယ်ဆိုတော့မသိသေးဘူးပေါ့စာပေထုတ်ပြန်တယ်နော်ပြောရင်တော့အထဲကိုပစ်လိုက်တယ်ပေါ့ဗျာအဲ့မှာစစ်တပ်ကလူတွေ4-5လောက်ရှိတယ်ပေါ့ဆိုတော့ကျွန်တော်တို့ပြောတယ်ထိကိမှုလည်းရှိနိုင်တယ်ပေါ့ဗျာနှလုံးပစ်တာနှလုံးထိပစ်ချက်ရီမန်းချက်နေရာကိုရောက်ပါတယ်ဆိုတော့သူတို့ပြောတယ်ကျွန်တော်ကလည်းအဲ့ဒါစဉ်းစားတာပေါ့တောင်တကုံကတရားရုံးကို40မမနဲ့40မမနှလုံးနဲ့လောင်ချတဲ့ထက်ပစ်ဖို့ဆိုတာရန်ကုန်ထဲကိုလောင်ချာတွေတည်ပြီးတော့ရန်ကုန်နဲ့ပြစ်လို့ရနေပြီလားပေါ့နော်ကျွန်တော်အဲ့လိုမေးစရာဖြစ်လာတယ်ဆိုတော့ဒါလေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တဲ့စိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့ကျွန်တော်ဒီသတင်းကိုဘာလို့ကျွန်တော်ဒီထည့်ပြလဲဆိုတော့အခြားဆက်တဲ့ကိစ္စတွေအများကြီးရှိတယ်ပြောတာနော်ဆက်တဲ့ကိစ္စအများကြီးရှိတယ်ဆိုတော့ပြောရရင်တော့သတင်းကတော့ပွင့်လင်းပြောရရင်ကျွန်တော် confirm လုပ်ကြည့်သလောက်သတင်းကတော့သတင်းမှားကြီးပဲမနေ့ကညအဲ့လိုပြစ်တယ်ခတ်တယ်ဆိုတော့တရားရုံးကိုပြစ်ခတ်လိုက်တယ်ဆိုတော့ဟာတွေရှိတယ်မရှိခဲ့တယ်လို့တရားရုံးပတ်ဝန်းကျင်မှာကြောက်ပေါက်ကွဲနေတဲ့ဘယ်လိုခေါ်မလဲ40မမတွေကြောက်ပေါက်ကွဲနေတဲ့အရာတခုမှမရှိဘူးကြောက်ပေါက်ကွဲထားတဲ့တက်တီပေါ့ထောက်ထားဘာတခုမှမရှိဘူးအဲ့တော့ဘာတခုမှမရှိဘဲနဲ့ဘာဖြစ်လို့ဒီကောင်ကြီးကဒီသတင်းကိုထုတ်တာလဲရည်ရွယ်ချက်ကဘာကိုလဲဆိုတော့ကျွန်တော်စိတ်ဝင်စားတာဘာကိုလဲဆိုတော့တမင်ရည်ရွယ်ချက်ရှိနေသူတို့ကလူတွေကိုရန်ကုန်မှာရှိတဲ့လူတွေကိုထိတ်လန့်စေနေကြောက်ရွံ့စေခြင်းနဲ့ဆန္ဒနဲ့ဒီဝါဒဖြန့်နေတဲ့သဘောလားနောက်တစ်ခုကဒီသူတို့ဘက်တော်သားတွေပေါ့သူတို့ရဲ့ဘက်တော်သားတွေကပြီးခဲ့တဲ့ရက်ပိုင်းကနေသားတမကြီးချိုထုံးအောင်ဥချိုထုံးအောင်အပဥချိုထုံးအောင်နောက်ဆုံးဥချိုထုံးအောင်ပေါ့အပါဝင်ရှေ့ဘက်မှာနာမည်ကျော်တွေပေါ့စုစုပေါင်း4ယောက်လောက်ကိုလုံခြံတက်ဖြတ်တဲ့အဖွဲ့ကိုနာဆာကဖမ်းဆီးရမိတယ်အုံလိုက်ချင်းလိုက်ပေါ့နော်ဒီလိုမျိုးဖမ်းဆီးရမိတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့ဘက်ကထိခိုက်နေတာဆုံးရှုံးမှုတွေကိုကာကွယ်ဖို့အတွက်စိတ်တဲ့ပိုင်းဆိုင်ရာ motivation လုပ်တာပေါ့နော် motivation လုပ်တာအနေနဲ့ပဲဒီသတင်းကိုတမင်လွှင့်သလားပေါ့နောက်တစ်ခုကသတင်းလိန်တာပေါ့ဘာဝတ်တက်ခိုက်မှုလုပ်ပါတယ်ဆိုတော့သတင်းလိန်တင်တာပေါ့သတင်းလိန်တင်တဲ့ဇာတ်လမ်းမျိုးပေါ့ဒါမျိုးလုပ်သလားပေါ့နော်ဒါလည်းကျွန်တော်စဉ်းစားကြရဖြစ်တယ်ဒါဖြစ်တဲ့ဇာတ်လမ်းပေါ့နော်ပြီးတော့နောက်တစ်ခုကဘာတွားဖြစ်လဲဆိုတော့သူဒီလိုမျိုးလုပ်ပြီးတော့မှသတင်းတွေဒီလိုထုတ်ပြီးတော့မှသူတစ်ဖက်ကလူတွေကိုဖိတ်လုံးလှန်လုံးနေပြီးတော့သူတို့တခြားသောဖုံးကွယ်ခြင်းတဲ့ຢာတွေကိုဖုံးကွယ်ဖို့စူးစမ်းနေရလားမိကုန်းဖြစ်စရာရှိတယ်ဒီလိုရှိတယ်ဆိုတော့ဘာလို့ဖုံးကွယ်ခြင်းရဖုံးကွယ်လဲမင်းတမကြီးအငင်းသားတမကြီးဥချိုထောင်းတပ်ဖြတ်ခံရတဲ့ဖြစ်စဉ်မှာပဲမိတာနော်ကလေးမပါဆို15ယောက်ပေါ့ကလေးမပါဆို15ယောက်ကလေးပါထည့်တော့16ပေါ့ကလေးပါထည့်ကမလို့ပါဘူးဒါတော့15ယောက်ပေါ့နော်ဒီ15ယောက်မိတဲ့အုပ်စုမှာဒီအုပ်စုကိုနောက်ကနေ background ပေးနေတဲ့ backup ပေးနေတဲ့အုပ်စုတွေသူတို့အဲ့လိုမျိုးတတိရှိဂျိုကြွားရဲ့အကြောင်းရင်းတစ်ချက်ကဘာလဲလို့မေးဒီကျွန်တော်တို့ကြားရတဲ့ information ပေါ့နော်ကြားရတဲ့ information တစ်ခုရှိပါတယ်ရန်ကုန်နဲ့ပတ်လေပေါ့နော်ရန်ကုန်နဲ့ပတ်လေပေါ့ရန်ကုန်အပြင်ဘက်ဆိုရင်ကော့မှုကွန်းညံကုန်းတို့တွန်တေးတို့အဲ့ဒီဘက်ချမ်းနေမှာနောက်တစ်ခုကလဲကူတို့တိုက်ကြီးတို့အစရှိရပေါ့နော်အဲ့ဘက်ချမ်းနေမှာဆိုတော့မော်ဘီတီတော့သူတို့ဝင်ဖို့ခက်တယ်ပေါ့လဲကူတိုက်ကြီးတို့အဲ့ဘက်ချမ်းနေမှာစသဖြင့်အဲ့လိုနေရာမျိုးတွေမှာPDF တွေစိတ်ဝင်ပြီးတော့စုဖွဲ့မှုတွေလုပ်တယ်ဆိုတဲ့သတင်းတွေကကျွန်တော်တို့သတင်းတွေကြားခဲ့တယ်လွန်ခဲ့တဲ့တစ်လ
လောက်ကြတဲ့ကြားတယ်ဒါလည်းသူတို့ဘက်ကလည်းသူတို့ဘက်ကပဲထုတ်ထားတာပါသူတို့ဘက်ကပဲရန်ကုန်သူတို့ဥတက်လာပြီးချီတက်လာပြီးစသဖြင့်သူတို့မျိုးစုံပြောနေကြတယ်ဒါတွေအကုန်လုံးကစကားတန်ပြောနေပေမဲ့မြေမှာလည်းတချို့တကယ်ရန်ကုန်နဲ့အနီးဆုံးနေရာတွေတဖြည်းဖြည်းရွှေ့ရွေ့လာကြတယ်ရတက်လိုက်ချီတာမဟုတ်ဘူးမဲ့အုပ်စုလိုက်ပေါ့10ရောက်စု9ရောက်စုအဲ့လိုအုပ်စုလိုက်အဲ့လိုရွှေ့ကြတာမျိုးရှိတယ်ရှိကြတော့ဒီရန်ကုန်ရဲ့ပတ်လည်းမှာငါတို့ရှိနေတယ်မင်းတို့စိတ်မပူနဲ့ဆိုပြီးတော့ဒီရန်ကုန်မှာရှိတဲ့မြို့ပြပြောက်ကြားတွေကိုမင်းတို့စိတ်ပူနဲ့ချဆိုပြီးတော့မြောက်ပေးတဲ့သဘောမျိုးနဲ့လောက်ကြတဲ့ဟာမျိုးယူဆတယ်ပေါ့နော်ဆိုတော့အခုရန်ကုန်ထဲမှာရှိတဲ့မြို့ပြပြောက်ကြားလို့အမိတက်တဲ့အဲ့ဒီ PDF တွေလောက်ကျန်တက်ပြရေး PDF ဖွဲ့တွေကလို့ဆိုသူတို့တာမယ်ထင်တော့ဂျိုကြွပြီးတော့လှုပ်ရှားချက်လှုပ်ကြတယ်ပေါ့လို့တော့အခုသူတို့အုပ်စုလိုက်အဖမ်းခံလိုက်ပြီဆိုတော့တချို့တွေပြေးကြတဲ့ခါကျတော့သတင်းတွေကသူတို့ဖြစ်တဲ့ခါဒါကိုဝါရဖြန့်ပြီးတော့သတင်းဖုံးဖို့ကြိုးစားတဲ့အနေနဲ့ပြီးတော့သူတို့ motivation ပေးတဲ့အနေနဲ့ဒါမျိုးသတင်းလွှဲသလားလို့စဉ်းစားစရာဖြစ်လာတယ်ပေါ့နော်ဆိုတော့ဆက်ပြီးပြောရရင်တော့အခုရက်ပိုင်းမှာပဲမကြခင်ရက်ပိုင်းအတွင်းမှာလည်း NASA ကသတင်းထုတ်ပြန်လိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချပါတယ်ကောက်ချက်ချပါတယ်ထုတ်ပြန်လိမ့်မယ်လို့ကောက်ချက်ချတယ်ဘာလဲဆိုတော့ဟိုအွန်လိုင်းချင်းလိုက်မိတဲ့ဇာတ်လမ်းတစ်ခုလို့ရှိသေးတယ်ဒီတမိုင်းချိုးထုံးအောင်ကိစ္စအပြင်ဆက်ပြီးတော့မိတဲ့ဇာတ်လမ်းတွေရှိသေးတယ်နော်အဲ့ဟာဒီမိတဲ့ဇာတ်လမ်းရှိတယ်လို့ကျွန်တော်ကြားပါတယ်မိတဲ့နေရာတော့ခုနကကျွန်တော်ပြောသွားတဲ့မြို့နယ်ဒီတနမြို့နယ်မှာဒီလိုပဲမှတ်လိုက်ပါအုံနဲ့ချင်းနဲ့အုပ်လက်ကြီးမိတယ်အတိုက်လိုမျိုးဖြစ်သွားတာပေါ့နော်တော့ကြကြနာကိုစကန်းတွေပါဆောက်ပြီးတော့ဟိုမသိရင်တော့အလုသမားတွေရဲ့အိမ်လိုအလုသမားတွေတဲလိုပါလို့နဲ့အုံနဲ့ချင်းနဲ့လှုပ်ပြီးတော့မှအခုတော့ဘာပြောအဲ့အတိုက်ကိုမိသွားပြီပေါ့မိသွားပြီးတော့အဲ့အတိုက်ကိုမိသွားပြီးတော့နောက်ထပ်ခွန်းဆက်တွေကိုဆက်ပြီးပေါ်ထုတ်တာခုလောက်ဆိုတချို့တော်များလည်းမိပြီးလာပြီးလို့ကြားတယ်ရန်ကုန်နားတော့ဖြစ်နေတာဆိုတော့ရန်ကုန်နားတော့ကိုဘာဖြစ်လို့ဒီလိုလူတွေကတ်လာတာလဲဆိုတော့မေကုန်းပေါ့နော်ကတ်လာတယ်ဆိုမေကုန်းအဲ့မေကုန်းကဘာဖြစ်လို့ကတ်လာမေကုန်းကအကြောင်းပြချက်နှစ်ခုရှိတယ်ပေါ့သူတို့ဒီ2025ရွေးကောက်ပွဲကိုဖြတ်လို့ဖြစ်စီလို့ဖို့လှုပ်ချန်တက်ဖြတ်ရေးဆိုတဲ့ခေါင်းစဉ်ဒါတွေအတွက်လည်းရည်ရွယ်ထားသလိုရန်ကုန်နေလူထုငါတို့ရန်ကုန်လာပြီးတော့တိုက်နေပါပြီရန်ကုန်မှာငါတို့တိုက်ကွက်ဖော်နိုင်နေပြီဆိုတော့ message ပေးခြင်းတဲ့သဘောမျိုးဒီလိုပေးခြင်းတဲ့သဘောလို့ကျွန်တော်ယူဆတယ်အဲ့လိုကြောင့်သူတို့ကအုံနေကျတဲ့ရန်ကုန်နဲ့အနီးဆုံးနေရာတွေကတ်လာတယ်ရန်ကုန်တိုင်းဒေသကြီးတွေကအစွန်ပြားမြို့တွေကိုကတ်လာတယ်ဥပမာနောက်ပိုင်းဆိုရင်ဖြစ်လာနေတာကထန်းတပင်တို့ဘာလို့လဲဖြစ်လာနိုင်တယ်တိုက်ကြီးတို့เนาะဒီခုနဒီဘာလဲဆိုတော့လဲကူတို့ကူကော်မူကညံကုန်တွန်တေးတို့အစရှိတယ်ပေါ့နော်ခရမ်းသုံးကွာတို့ဒါတွေကဖြစ်လာနေရှိတယ်ဝင်လို့ကောင်းတာကိုခရမ်းသုံးကွာဆိုဝင်လို့ကောင်းတာပြီနော်ဝင်လို့ကောင်းတော့ဒါဝင်လို့ကောင်းတဲ့လမ်းကြောင်းရှိတော့ရေချောင်းကလည်းဝင်လို့ကောင်းတော့ဝင်လို့ကောင်းတယ်ကုန်းချောင်းကလည်းလှည့်ပတ်ဝင်လို့ရတယ်ပြီးလုံကျတက်ဖို့အနေနဲ့လည်းစစ်ဆေးတဲ့အပိုင်းမှာလူတော့စစ်နိုင်မယ်လက်နက်တွေကြတော့တခြားနေရာပို့တယ်မျိုးရှိနေတယ်ဆိုတော့လူနဲ့လက်နက်ကိုအတွဲလိုက်တော့သူမလာကြဘူးဆိုတော့ရန်ကုန်လည်းအဲ့လိုဝင်ကြတဲ့သဘောပေါ့နော်ဆိုတော့ဒါကြောင့်လည်းသူတို့အင်အားစုတွေသဘောရှိတယ်ကျွန်တော်တို့ပြောရင်တော့အဲ့ကျွန်တော်ခုနပြောတဲ့မြို့တွေတမြို့နေမှာတော့အတိုက်တစ်ခုမိသွားတယ်ကျွန်တော်တို့မိသွားတယ်လို့သတင်းကြားပါတယ်အဲ့တော့ NASA ကအစိုးရထုတ်ပြန်နေပြီလို့ယူဆတယ်ခုဆက်ပြောရင်ခုခင်ဗျားတို့သိတဲ့ကိုလံဘီယာနိုင်ငံမှာဘီယာဆိုလို့ဘီယာနဲ့ရောကုန်မှာနော်ကိုလံရဲ့ဘီယာမဟုတ်ဘူးနော်ကိုလံဘီယာနိုင်ငံဒါကကိုလံဘီယာလို့ထင်နေပါဦးကိုလံဘီယာနိုင်ငံမှာသမရလောင်းတယောက်ကိုခင်ဗျားတို့ဒီနေ့ဗီဒီယိုဖိုင်တွေမှာတွေ့ရလိမ့်မယ်နိုင်ငံတကာသတင်းဗီဒီယိုဖိုင်တွေမှာတွေ့ရလိမ့်မယ်သမရလောင်းတယောက်မဲဆွဲကိုကြိုးစားတဲ့အချိန်မှာပဲနောက်ကနေပြီးတော့တနက်နဲ့ပြစ်တတ်တဲ့ဖြစ်စဉ်နှစ်ချက်ပြစ်လိုက်တယ်ပြစ်တဲ့ဖြစ်စဉ်ဖြစ်သွားတယ်အဲ့သမရလောင်းကတေးလူမျိုးပါဖြစ်သွားတယ်တေးပြီးလားမတေးလားတော့မသိသေးဘူးတေးလူမျိုးပါဖြစ်တယ်ကျွန်တော်နောက်ဆုံး confirm လုပ်တဲ့အထိတေးလူမျိုးပါဖြစ်နေပြီပေါ့နော်ဆိုတော့ပြစ်တတ်တဲ့လူကလည်းအသက်15 16ဒီလောက်ပဲရှိသေးတယ်လူငယ်ပဲရှိသေးတယ်ဆိုတော့လူတွေရဲ့ဒီမိုကရေစီကိုချိန်ချောက်တဲ့အစွန်းရောက်မှုတွေပေါ့ဒီလိုသဘောလို့ခေါ်တယ်ရွေးကောက်ပွဲကိုမလိုလားဘူးငါရွေးကောက်မှာငါမကြိုက်တဲ့လူမနိုင်စေချင်ဘူးဆိုတဲ့စိတ်နဲ့ဒီမိုကရေစီကိုချိန်ချောက်တဲ့ဒီလူတပ်ပွဲတွေကိုဒါလူတွေကဆုံးဖြတ်ကဘာနဲ့ချီပြီးလှုပ်လာကြပြီအမေရိကမှာလည်းအခုဒါအမေရိကမှာလည်းပြဿနာတက်နေတယ် Trump နဲ့ Elon Musk နဲ့ပြဿနာတက်တယ် Trump နဲ့ Elon Musk ပြဿနာတက်တယ်ဒါပေမဲ့လူတွေကကျွန်တော်တို့အားလုံးကဒီမီဒီယာမှာပြတာလောက်ပဲမြင်ရတာမီဒီယာမှာမပြတဲ့ဟာကိုကျွန်တော်တို့ကမစဉ်းစားကြဘူးအများစုကမီဒီယာမှာမပြတဲ့အကြောင်းအရာတွေကိုအများစုမစဉ်းစားဘူးအဲ့တော့မီဒီယာမှာမပြတာဘာလဲဆိုတော့သိမှုလို့ကျွန်တော်အဲ့ဒီကိစ္စကို Elon Musk နဲ့ Trump ဖြစ်နေပြီလို့ဘာလို့လဲမပြောချင်เนาะအဲ့တော့ဒီဇလန်တွေကနိုင်ငံရေးမှာကစားရတာရှိတယ်နိုင်ငံကစားရှိ Elon Musk အနေနဲ့ Elon Musk နဲ့ Donald Trump ကနိုင်ငံရေးအရာကစားရတာတွေရှိကောင်းရှိတယ်အပေးယူကစားတယ်တယောက်အနာခံရတာတွေနှစ်ဖက်စလုံးကမသိရင်များအခုပဲထတတ်တော့မယ်ပုံစံမျိုးထိတင်းမအောင်ဆွဲခေါ်ပြီးတော့လူချင်းနဲ့ပုံစံထိလူချင်းတွေရလက်တွေရဖို့ဆွဲခေါ်နေတယ်ဖြစ်နိုင်တယ်ဆန္ဒသိကွာဖြစ်ပြီးတော့အခုလည်းဒါဘာခေါ်လဲဆိုတော့ migrant တွေကိုပြန်ပြီးတော့နှင်မဲ့ဇလန်နေနဲ့ပတ်သက်ပြီးမှဆန္ဒပြောပြီး law angeles တို့ဘာလို့မှစော်ကြပြီဆိုတော့ဒါတွေအကုန်လုံးကဆက်ဆက်တယ်ပေါ့နိုင်ငံရေးနဲ့ရောထွေးပြီးဆက်ဆက်နေတဲ့ကိစ္စတွေပေါ့နော်ဆိုတော့နောက်တစ်ခုကဒီကိုလံဘီယာသမရလောင်းပြစ်သက်ခံမှုဖြစ်စဉ်မျိုးဆိုရင်လည်းနိုင်ငံရေးမှာတစ်ခါတလေကြာရင်ဆက်ဆက်တဲ့ကိစ္စတွေအများကြီးရှိပါတယ်ဒေါ်နယ်ထရန့်နောက်မှာပဲလောက်ချန်ခံရပြီးတော့သမရဖြစ်လာတယ်ဆိုတော့ကိုလံဘီယာသမရလောင်းကမတည်လို့ရှိရင်သမရဖြစ်လာနိုင်တယ်ပြောမရလူတွေရဲ့ sympathy ပေါ့တနာညတာမှုတွေနဲ့မဲထတာဖြစ်လာနိုင်တယ်နိုင်ငံရေးကတော့ပြောမရပြောခက်ပါတယ်အခုတခါထိုင်းနဲ့ကမ္ဘောဒီးယားဆိုလည်းခင်ဗျားတို့ဒီအတိုင်းပဲ
ချကြမယ်အချင်းချင်းမတက်မှတစ်ဖက်ကတိုက်ရောက်ရမယ်တိုင်းဖြစ်လာတယ်ပို့ဆိုးသွားတာကတော့ဟိုမသိမဲ့တက်တရတခါနေဆက်မှာတက်နှစ်တက်လုံးကနေထိုင်းကမ္ဘောဒီးယားထိုင်းနေဆက်မှာစစ်တပ်တက်လုံးတက်ပြင်ကြတယ်အပင်လေရေချောင်းမှာလည်းတခါတက်ပြင်ကြတယ်ဆိုတော့မတက်မှတစ်ဖက်ကတိုက်ပွဲဖြစ်တော့မျိုးထင်ကြတယ်ဒါပေမဲ့ဒီနေ့တော့စပြီးငြိမ်သွားပြီပြောချင်တာကတော့ချို့ဟာတွေကနိုင်ငံရေးမှာဟို topic တစ်ခုတော့ဆွတ်တင်ပလိုက်မှနိုင်ငံရေးငြိမ်တဲ့နိုင်ငံရေးတချို့နိုင်ငံရေးအရွေ့တွေကိုငြိမ်တဲ့တချို့နိုင်ငံရေးတွေကိုရွှေ့လို့ရမှာဆိုတော့ topic တစ်ခုဆွတ်တင်ကြတယ်လို့ကျွန်တော်ကောက်ချက်ချတယ်ပေါ့နော်ဘာလို့လဲဆိုတော့တက်ဆင်းနဲ့ဟွန်ဆန်ဆိုတာမသိရလူမဟုတ်တာဗျသစိမ်းနေမဟုတ်တာတွေ့မှလည်းတက်ဆင်းရဲ့သမီးအာနာရတက်ဆင်းသမီးအာနာရဟိုမှာလည်းဟွန်ဆန်ရဲ့သားအာနာရနေတာသစိမ်းနေမှာမဟုတ်တာအဲ့တော့ဒါတွေကနိုင်ငံရေးမှာမရိုးရှင်းတဲ့ကိစ္စတွေပေါ့ဒါကြောင့်မြန်မာအစိုးရဗာပြောအေးစစ်ကြည့်တယ်အေးစစ်ပဲဒါကြောင့်ဟိုဒါတွေကရှုပ်ချက်ခတ်နေဇလန်တွေပေါ့ဒါကြောင့်ဒီလုံခြံမှုတွေနိုင်ငံရေးဆိုကစားတွေရှိကြတယ်အဲ့လိုရှိကြတဲ့အတွက်ခုနလက်နက်ကိုင်ဖွဲ့စည်းတွေကလည်းပို့ဆိုးသွားတာဒီ PDF လိုဖွဲ့စည်းတွေကလည်းဒီနိုင်ငံရေး2025ရွေးကောက်ပွဲမှာဖြစ်မြောက်ရေးပေါ့သူတို့ရဲ့ရည်မှန်းချက်ကမဖြစ်မြောက်ရေးပေါ့မဖြစ်မြောက်ရေးအတွက်ကိုယ်စားလှယ်လောင်းတွေကိုတပ်ဖြတ်မယ်လုံခြံမယ်စသဖြင့်ဒါရန်ကုန်မှာတိုက်ပွဲဖော်မယ်တည်ငြိမ်တဲ့နေရာတည်ငြိမ်တော့ရန်ကုန်ဖြစ်နေတော့အဲ့နေရာတော့ဖော်မယ်ဆိုတော့လုပ်တာပေါ့အဲ့တော့ရန်ကုန်တည်ငြိမ်ရေးကတော်တော်အရေးကြီးပါတယ်ရန်ကုန်မှာတာဝန်ယူနေတဲ့ဝန်ကြီးချုပ်နဲ့အစိုးရဖွဲ့တွေကရန်ကုန်တည်ငြိမ်ရေးကိုတာဝန်တူတူကြီးကြီးမှယူရမယ်သဘောရှိတယ်နောက်တစ်ခါရန်ကုန်မှာရှေ့တိုင်းဆက်နာတိုင်းစစ်တိုင်းမှုပေါ့နော်တိုင်းမှုနဲ့အုပ်စုအဖွဲ့တွေကလည်းတော်တော်လေးတာဝန်ကြီးယူရမယ်သဘောရှိတယ်။ဘာလို့လာမယ့်ရွေးကောက်ပွဲကရန်ကုန်ကအများဆုံးထွက်မှာခင်ဗျားတို့ရန်ကုန်က45မြို့နယ်ရှိတယ်45မြို့နယ်ရှိတယ်45မြို့နယ်တွေကလွတ်တော်ကိုယ်စားလှယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်45ယောက်ထွက်လာမယ်အမျိုးသားလွတ်တော်ကိုယ်စားလှယ်12ယောက်ထွက်လာမယ်အဲ့မှာတည်းကခုန59ယောက်ရှိသွားပြီရန်ကုန်နဲ့ပြည်သူ့လွတ်တော်နဲ့မြို့သားနှစ်ခုတည်း59လူ60နီးပါးရှိတယ်ရန်ကုန်တစ်ခုတည်းရတယ်ရန်ကုန်တစ်ခုတော့လူ60လောက်ရှိတော့ဟိုကတက်မတော်သား156ယောက်တင်နေဗျကျွန်တော်168ယောက်ဖြစ်မလားမသိတက်မတော်သား130ဟိုဆိုတော့166တင်ထားပါတော့ကျွန်တော်အိမ်ကနေမေ့နေအဲ့ပြည်သူ့လွတ်တော်130တော့ကျွန်တော်သိတယ်ဟိုက56တင်ထားပါတော့အဲ့တော့ဟိုဘက်ကတက်မတော်150ပတ်လေလောက်နေဒီဘက်က60 200ကျော်သွားပြီလွတ်တော်ကိုအဲ့မှာ200ကျော်ရန်ကုန်လူတွေကောင်းရန်ကုန်တစ်ခုနဲ့တော်တော်ဟုတ်နေပြီပြောချင်တာဟိုတချို့ဟာတွေကရန်ကုန်ကတော်တော်အရေးကြီးတယ်ဆိုတော့ပြောချင်တာနေပြည်တော်မှာ10မြို့နယ်ဗျာကဲမန္တလေးမှာတချို့မြို့နယ်ရမယ်ဗျာအဲ့ဒါကြောင့်ခုနကရွေးကောက်ပွဲအတွက်ကအေးဆေးပါလို့ကျွန်တော်ပြောခဲ့တာချင်းချင်းဆိုတော့ဒါပေမဲ့ဆက်တာကတော့နိုင်ငံရေးသမားတွေအနေနဲ့သတိကြီးကြီးထားမယ်လွတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့သတိကြီးကြီးထားမယ်သိရဲလားတတိရှိလားပြည်သူတွေတကယ်လုံးမှာသိကြလားအဲ့ဒါဆိုရင်တော့ရွေးကောက်ပွဲကိုဝင်ကြပါလွတ်တော်ကိုယ်စားလှယ်ဝင်ပြန်ရပါကိုလည်းတတိရှိပြင်ထားကြပါဒါဒီလိုပြောရင်ခင်ဗျားတို့ကကျွန်တော်မြင်တော့ငါတို့တော့တေခိုင်းနေပြီငါတို့တတ်တော်မယ်ဆိုတော့ပြောနေပြီခင်ဗျားတို့အဲ့လောက်မှတတိမရှိရင်လည်းနိုင်ငံရေးမလုပ်ကြပါနဲ့နိုင်ငံရေးဆိုတာကနိုင်ငံရေးသမားဆိုတာတတိရှိရပါတယ်တတိရှိရတယ်ဗျက်တိရှိရပါတယ်တတိဗျက်တိမရှိပဲနော်လက်ရုံးရင်နှလုံးရင်မပြည့်ပဲနိုင်ငံရေးသမားလုပ်မယ်ဆိုတော့လွတ်တော်ထဲမှာသွားပြီးပါလေခင်ဗျားတို့အိတ်ငိုက်ဖို့လားလွတ်တော်ထဲထိုင်ပြီးတော့စိန်ခံဖို့လားဒါမှမဟုတ်ပွဲခဏတက်ပြီးတော့စာစီဦးထုတ်ပဲစားကြလို့လားအဲ့ဒါဆိုရင်တော့ခင်ဗျားလွတ်တော်ထဲမှာသွားကြပါနဲ့တိုင်းပြည်တို့တကယ်လုံးမယ်ဒီတိုင်းပြည်ကနှိမ့်ကျနေတဲ့တိုင်းပြည်ကိုဘလို့ဆွဲတင်ရမလဲဆိုတော့လွတ်တော်ထဲကနေပြီးတော့အစိုးရကိုထိန်းချောင်းပြီးတော့ပဲ့ပြင်ပြီးတော့နောက်ဆုံးမှာလွတ်တော်ကြီးကနေအစိုးရကိုထိန်းချောင်းပဲ့ပြီးတော့နိုင်ငံတကာကိုထိုးပေါက်ထွက်တာမျိုးနိုင်ငံတကာနဲ့ဟို engagement ရအောင်လုပ်တာမျိုးဆိုရင်တော့လွတ်တော်ကိုယ်စားလှယ်ဖြစ်မဲ့လူမှန်တိုင်းကိုကျွန်တော်လက်ခုပ်တီးအားပေးမယ်ဒါပေမဲ့လွတ်တော်ကိုယ်စားလှယ်သွားလုပ်မယ်လွတ်တော်ရဲ့ဝန်ထိုင်မယ်ဇိမ်ခံမယ်အေးစေးအိတ်စားပျော်ပါဒါလိုလုပ်မယ်ဆိုအိတ်စားကာမပျော်ပါလိန်အရက်ဒါတွေလျှောက်လုပ်နေမယ်ဘာမှလည်းလွတ်တော်တစ်ခုလုံးထိုင်သွား9နှစ်သာကြာသွားတယ်လွတ်တော်မှာပေါက်တက်ခဲ့ရတင်ပြီးပြန်သွားတဲ့ NLD အမှတ်တွေလိုမျိုးလောက်ကြအောင်မယ်ဆိုရင်ခင်ဗျားတို့ရှက်ဖို့ကောင်းတယ်မသွားကြနဲ့ကိုမျက်နှာဓာတ်နဲ့လိထားကြအခုကလေးရှက်ဖို့ကောင်းတယ်ပြောတာအဲ့တော့ရွေးကောက်ပွဲနီးလိုက်ရင်လွတ်တော်ကိုယ်စားလှယ်တွေပါတီဥက္ကဋ္ဌတွေပါတီရဲ့ပါတီညာတွေပေါ့ဗျာအရေးပါတဲ့ policy maker တွေတချို့သတိပေါ်ရသူတွေလုံးကြံတက်ပြတ်ခိုင်းနိုင်ကြတယ်ရှိတယ်ဒါပေမဲ့အဲ့လိုမဖြစ်အောင်လို့နိုင်ငံတော်ကလည်းတပ်မတော်နဲ့ရဲတပ်ဖွဲ့ဝင်တွေကလည်းကြိုတင်ကာကွယ်မှုတွေနဲ့ကြိုတင်ဖမ်းဆီးမှုတွေတားမြစ်မှုတွေအများကြီးလုပ်ပေးနေတယ်ဒါကြောင့်ခင်ဗျားတို့တပ်မတော်သားတွေကခင်ဗျားတို့လွတ်တော်မှာဇိမ်နဲ့ထိုင်လို့ရအောင်လွတ်တော်မှာထိုင်ပြီးတော့တခါတည်းမိမ့်ကြီးထိုင်ပြီးစကားပြောလို့ရအောင်တပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေအသေးခံပြီးတော့ကူညီပေးဖို့အစဉ်သင့်ရှိနေတယ်အဲ့ဒါကိုမှခင်ဗျားတို့ကလွတ်တော်ရောက်သွားတဲ့အခါကျေးဇူးကမ်းကျင်အောင်ကမ်းအောင်မယ်ဆိုရင်တော့ခင်ဗျားတို့တော့မိုက်တဲ့ငရမကန်းလက်ထဲမှာနေခြင်းနဲ့စောလူမင်းနေရှိအောင်မလားလို့ကျွန်တော်မေးတော့မယ်အဲ့လိုမေးချင်တော့เนาะဆိုတော့ဘာပြောကူလို့ဆိုတော့ဒီဘက်မှာတော့ဒါကွန်ချန်ကိုကော်မူတွန်တီခရမ်းသုံးကွာအစရှိတဲ့နေရာတွေနဲ့ဒီဘက်ကကျွန်တော်ဆိုလဲကူတိုက်ကြီးအစရှိတဲ့နေရာတွေပေါ့အဲ့နေရာတွေမှာ PDF ပြည်ပြန်လဲစိတ်ဝင်လာတယ်ဆိုတဲ့သတင်းတွေကတော့ဒါဘာပဲပြောရှိနေတယ်ဆိုတော့ထပ်ပြီးတော့ကျွန်တော်ပြောရတာပေါ့နော်ဒါလေးတစ်ချက်ပါဆိုတော့ဒါတစ်ခုပြီးတော့နောက်တစ်ခါကျွန်တော်ခုနဟိုပိုထောင်ခုနတော်တော်ကုန်တရားအောင်ကိစ္စပြောပြီးဆိုရပြီပေါ့နော်40မမနဲ့ပြစ်ဖို့ဆိုဖြစ်နိုင်လားပေါ့နော်ပြောပြီးတော့ရပြီဆိုအဲ့လိုဆိုဆက်လို့ရပြီထင်တယ်နောက်တစ်ခုကဒီဘာလဲဆိုတော့40မမနဲ့ပြစ်ဖို့ပြောနေမိုင်းခွဲဖို့လောက်အထုပ်လေးပြချပြီးဘုံခွဲတာမျိုးလို့ဆိုရင်တော့ကျွန်တော်ယုံလို့ရတယ်40မမနဲ့ပြစ်ဖို့ဆိုတာတော့40မမနဲ့လောင်ချာနဲ့ပြစ်ဖို့ဆိုတာတော့ဆိုတော့စိတ်ကူးရင်ထားတဲ့ကိစ္စလို့ပဲကျွန်တော်ပြောချင်တာပေါ့နော်ဒါတစ်ခုပေါ့နောက်တစ်ခုကတော့ဘိုးထောင်မှာပေါ့ဘ
ဘိုးထရာမာကဖြစ်တဲ့ကိစ္စတော့ဒါကတော့ဟိုလူတွေရဲ့ဒီသတိပေါ့ဗျာသတိပေါ်တာတွေပေါ့ဘိုးထရာမာဟိုလူသေးဆုံးမှုဖြစ်သွားတယ်ဘာလဲဆိုတော့ဟင်းချဲရင်းနဲ့အောက်ဆီဂျင်ပြတ်ပြီးတည်တာပေါ့နော်ဖြစ်စဉ်ဖြစ်တယ်မျိုးသမီးယောက်တည်သွားတယ်ဘိုးထရာမာဒီနေ့ဖြစ်တယ်ဘိုးထရာမြို့နယ်မှာရှိတဲ့ပေါ့နော်ဘိုးထရာမြို့နယ်မှာရှိတဲ့ဒီ43လမ်းအောက်လမ်းနဲ့42လမ်းပေါ့နော်အဲ့မှာsorry 43လမ်းအောက်43လမ်းအောက်ဘလောက်နဲ့ဒီအောက်ဘလောက်မှာရှိတဲ့အမှတ်42မှာဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့မှာမိသားစုဝင်3ဦးမိသားစုဝင်အများကြီးရှိတယ်2ယောက်ကတော့3ဦးမှာဘာဖြစ်တယ်1ယောက်ကတော့2ယောက်ကတည်တယ်1ယောက်ကတော့အသက်ရှင်တယ်ပေါ့ဆိုတော့သူတို့3ဦးရှိတဲ့ဒီနေ့ဟို10ရက်နေ့ပေါ့နော်ဒီနေ့10ရက်နေ့မနေ့10ရက်လောက်မှာပဲသူကဒီမနေ့ကညအမဲသားဦးချက်ထားတဲ့ဟာကိုအဲ့ဒါကိုတိုင်းထားလိုက်တယ်ထားပြီးတော့အဲ့ဒီဟိုကမီးလဲလာတော့မီးရလာအဲ့အိုးကတခါတည်းအဲ့မှာထပ်ပြီးတော့ချက်ထားတာကိုမီးမပိတ်ပဲထားတာဖြစ်မယ်ဗျအဲ့အိုးကနေပြီးတော့တခါတည်းတူးပြီးတော့အဲ့အနက်နေထွက်ပြီးတော့အဲ့ကလည်းအဲကွန်ဖွင့်ထားတယ်တကားတွေကလည်းအလုံးပိတ်ထားတယ်ဆိုတော့အဲ့မှာခါလိုက်လို့ပဲကွာအောက်ဆီဂျင်ပြတ်လာတာပေါ့ကာဗွန်အောက်ဆိုက်တွေဖြစ်ပြီးတော့ဟင်းအိုးကအနက်နေရမီးကိုးတွေရအဲ့ဒီဟိုအဲကွန်ဟာတွေအကုန်ပေါင်းပြီးတော့အစိတ်ဖြစ်သွားတော့ကာဗွန်အောက်ဆိုက်ဖြစ်သွားပြီးတော့အစိတ်ဖြစ်ပြီးတော့အဲ့ဒီမှာနေတဲ့အိမ်မှာကြံနေခဲ့တဲ့3ယောက်ပေါ့မိသားစု3ဦးကတော့3ဦးက2ဦးကကွန်သွားတယ်1ဦးကတော့အသက်ရှင်တယ်လို့စေကူတောင်ခံနေရတယ်လို့ပြောလို့ရတယ်အသက်60ကျော်အမျိုးသား1ဦးကစေကူတောင်ခံနေရတယ်65နှစ်အရွယ်အမျိုးသမီးနဲ့50ကျော်အမျိုးသမီးပေါ့နော်အဲ့ဒါသိဆုံးသွားတယ်လို့သိရတယ်ဆိုတော့နော်ဆိုတော့ကျန်တဲ့လူတချို့လူတွေကသိရတော့တချို့တွေကအပြင်သွားနေရတယ်လို့ကြားတယ်ပေါ့နော်အဲ့ဒီအချိန်မှာဒီလိုဖြစ်သွားတာဆိုတော့ဒါတွေကသတိကြီးထားရမယ်ကိစ္စဗျပြီးခဲ့တဲ့တလောကလည်းစမ်းချောင်းမှာလင်းလုံးတောင်ရက်ကွက်မှာဖြစ်ဖူးတယ်ဒါမျိုးလေးလွာမှာမိသားစု၄ဦးသိဆုံးသွားတဲ့ဖြစ်စဉ်ဖြစ်ဖူးတယ်အိပ်ပျော်နေကြတယ်အိပ်ပျော်နေကြတဲ့အချိန်မှာခုနဟိုအောက်ဆီဂျင်ပြတ်လက်ပြီးတည်သွားတယ်ဖြစ်စဉ်ဖြစ်ဖို့ဒါကြောင့်မပေါ့ရောကြဘူးပေါ့နော်မိသက်နိုးပြီးတော့မိကိုငွေတွေအထက်မှာလောင်ပြီးတော့ကြာတော့အောက်ဆီဂျင်ပြတ်ပြီးတည်ကုန်တာပေါ့ဆိုတော့ရန်ကုန်မြို့ဟာတိုက်ခန်းတွေကဟိုကျင်းတယ်တိုက်ခန်းတွေက12ပေခွဲ50လို့ပြောရမယ်မပြည့်ဘူးကျင်းတယ်နောက်တစ်ခုကဗနက်ပေပြောမပြည့်ဘူးကျင်းတယ်အဲ့လိုတိုက်ခန်းလေးတွေရှိတယ်အဲ့ကောင်တွေကသူကအဲကွန်လေးတွေနေကြတဲ့ခါအခန်းလေးကိုပိတ်ကြတယ်ဟိုကန့်ကြတယ်စာစုံကန့်ကြတယ်နောက်တစ်ခါဘာလို့လဲဆိုအဲကွန်ကိုအပြည့်သုံးကြတယ်အဲ့မှာဟင်းထမင်းချက်ကြတဲ့ခါမိကိုငွေတွေထွက်เสียနေရမထားဘူးအဲ့လိုနဲ့သူတို့ရဲ့ပြဿနာတွေအများကြီးရှိတယ်မီးပြတ်တဲ့အခါမီးစက်တွေမောင်းကြရတယ်အိမ်ထဲမှာတမောင်းတယ်ပြဿနာပေါင်းချုပ်1600ပေါ့ဗျာရန်ကုန်ထဲမှာလည်းအဲ့တော့ဟိုမြို့ပြမှာနေထိုင်မှုတွေကလည်းမွန်းကျက်မှုတွေရှိတယ်အောက်ဆီဂျင်ပြတ်လက်မှုမီးခိုးတွေကြောင့်ပြတ်လက်မှုဒုက္ခတွေဖြစ်စေအများကြီးရှိတယ်အဲ့ပြဿနာတွေကသတိထားဆင်ခြင်မှုတို့တဲ့ကိစ္စတစ်ခုဘာပြောဒါတွေကသတိထားဆင်ခြင်တဲ့ကိစ္စပါအဲ့တော့ကိုယ်အိမ်ကအကယ်၍ကိုယ်အိမ်ကအဲ့လိုဒီဘာခေါ်လဲဆိုတော့ကျင်းတယ်ဘာဖြစ်တယ်ဆိုရင်တော့ဘာပဲပြောအောက်ဆီဂျင်ရနိုင်တဲ့ထွက်ပေါက်တကားပေါက်တွေ brain တကားပေါက်တွေကိုဟာထားပြီးတော့ကိုကာကွယ်ဆောင်ရွက်ကြဖို့လိုပါတယ်နောက်မှဆိုရင်အိမ်ထဲမှာတိုက်ခန်းထဲမှာတက်ရှူကြပြီးတည်ရတဲ့လူနာတွေတယောက်ပြီးတယောက်ပေါ်လာနေကြရှိတယ်ဒါသတိကြီးထားရဖို့လေရန်ကုန်လူကြီးထူတက်လာပြီးကြက်တဲလာပြီးလူတက်တူတဲ့ပြီးတော့ကြက်တဲလာတဲ့အတွက်ဘာပဲပြောဒါတွေကသတိကြီးထားရမယ်ကိစ္စလူနေမှုစနစ်တွေမှန်ကန်နေကြဖို့လိုတဲ့ကိစ္စလို့ပဲကျွန်တော်မြင်ပါတယ်ဒါကတော့ပိုထရောကိစ္စနောက်တစ်ခုကတော့ကျွန်တော်ဒီရန်ကုန်ကိစ္စတွေပဲဒီဆက်ပြောချင်တာနောက်တစ်ခုဟိုနေ့ကတန်လျင်ပေါ့နော်တန်လျင်ရင်တစ်ချက်ဆက်ုံနဲ့ပတ်သက်ပြီးတော့အစိုးရကတန်လျင်တစ်ချက်ဆက်ုံနဲ့ပတ်သက်ပြီးတော့အစိုးရကဘာလုပ်တယ်ပေါ့ဗျာဒီစွမ်းရည်ဝင်ကြီးဦးကိုလွင်ဖြစ်မယ်သူကဟိုသွားကြည့်တယ်တန်လျင်သူသွားကြည့်တယ်ပေါ့တန်လျင်သွားကြည့်ပြီးတော့နော်ပြီးခဲ့တဲ့2ရက်လောက်ရှိပါပြီနော်2ရက်လောက်ရှိပြီသွားကြည့်တယ်တန်လျင်သွားကြည့်ပြီးတော့သူတို့အဲ့မှာဘယ်ကုမ္ပဏီကိုတင်တာပေးလိုက်တော့ဘယ်ကုမ္ပဏီကိုဒီ project ပေးလိုက်လို့ကျွန်တော်မသိဘူးပေးလိုက်တဲ့ကုမ္ပဏီတော့ကျွန်တော်မသိဘူးပေါ့နော်အဲ့ကုမ္ပဏီတခုတော့ project ရသွားပါလိမ့်မယ်ဘာလို့ဆိုဒီတန်လျင်ရင်တစ်ဆက်ကိုရဖို့အတွက် project ရဖို့အတွက်စူးစမ်းနေတဲ့ကုမ္ပဏီတွေအများကြီးရှိတယ်တရုတ်မြန်မာဖက်ဆက်ကုမ္ပဏီတွေရှိတယ်တရုတ်ကဟိုမွေးသားကုမ္ပဏီတွေရှိတယ်ရုရှားဘက်ကတချို့ဆက်ဆက်တွေရှိနိုင်တယ်ပေါ့ဗျာတခြားကုမ္ပဏီတွေအများကြီးရှိနေပြီဗျဒီတန်လျင်ရင်တစ်ဆက်ယုံကြည် area ကလည်းအားလုံးသိတဲ့အတိုင်းပဲဒီ area ကြီးကလည်းဟိုအတုံးပြုချမှုအားနည်းနေတဲ့ကြာခဲ့ပြီအခုတော့ဒါကြီးကိုခေတ်ဆက်အစိုးရတွေကဦးသိန်းစိန်ဆိုလက်ထက်ကလည်းပြောခဲ့ပါတယ်တန်လျင်ရင်ချက်ဆက်ကိုပြန်လုပ်မယ်အခုလည်းဒေါ်စိုးရီဆိုလက်ထက်ကလည်းပြောခဲ့တယ်အခုဦးမြောင်လည်းလက်ထက်မှာလည်းပြောတာပဲဆိုတော့ပြောလာခဲ့ကြတာဗျဘယ်သူကမှအောင်မြင်အောင်ကောင်းတယ်မပေါ်နိုင်ဘူးပြောရတော့တန်လျင်ရင်ချက်ဆက်ကိုကြီးတဲကိုဟိုတင်တာရလို့သွားလုပ်မယ်ဆိုတဲ့လူတွေကြည့်ကြတဲ့ခါတိုင်းမှာတို့မို့တင်တာစိတ်ဝင်စားလို့လေ့လာဖို့သွားကြတဲ့ခါတိုင်းမှာဒါကြီးကိုဟို handle လုပ်ယူမလားလွှတ်ယူမလားပေါ့ဆိုပြီးစဉ်းစားသွားကြတဲ့ခါမှာအထက်မှာရှိတဲ့တချို့စက်ပစ္စည်းတွေကမရှိတော့ဖြစ်အောင်ခံတာခိုးလို့ကုန်နေပြီလို့ကြားတယ်အဲ့လိုလည်းကြားရပါတယ်ဘာလို့ဆိုခါကြရင်လည်းနိုင်ငံပိုင်ပစ္စည်းတွေကမြည်သူမြည်ဖို့လုပ်လိုက်လို့ဒီမသိနဲ့ပျောက်သွားတာကြီးလည်းအများကြီးရှိတယ်ရှိတတ်တယ်ရှိတယ်အဲ့တော့တန်လျင်လည်းပတ်သက်ပြီးလည်းအဲ့လိုတွေကျွန်တော်ကြားခဲ့ဘူးတယ်တော့ဒါကြီးကိုလည်းဘယ်သူမှလည်းအဖြေမပေးနိုင်ဘူးပြီးတော့အစိုးရလည်းတိတ်ခါကြမှာစိုးလို့ထင်ပါတယ်ဒီသတင်းမျိုးကိုဒါဖုံးကွယ်ထားကြတယ်ပေါ့ဆိုတော့ဒါမျိုးတွေကိုဟုတ်တယ်မဟုတ်ဘူးရှိတယ်မရှိဘူးဆိုတော့မီဒီယာတွေခေါ်မပြရဲကြပါဘူးပြလို့ရှိရင်ပုံပေါ်မှာစိုးလို့လာတော့မသိဘူးပြရဲကြပါဘူးဆိုတော့ဒီစက်ယုံက
ဘယ်သူမှလည်းမလုပ်ကြဘူးရေနက်ချက်ဆက်ဦးရတဲ့ခါတည်းအဲ့ထိုစင်ကတော့အင်္ဂလိပ်လက်ထက်ကလုတ်ခဲ့တဲ့ပုံစံကတော့အင်္ဂလိပ်လက်ထက်နဲ့ဒီဘက်အလုံးမှာလုတ်ခဲ့တဲ့ကာလကတော့ဒီဘက်ဟိုမဆလာတွေခေတ်ဒီလက်မှာလုတ်ခဲ့တဲ့ခါလာတော့အဲ့ဒီတုန်းကလူဦးရေရန်ကုန်လူဦးရေကိုတည်ပြီးလုတ်ခဲ့တာဖြစ်တယ်ပြီးတော့အဲ့တော့ကျွန်တော်တို့နိုင်ငံရဲ့သုံးစွဲနိုင်တဲ့ကားတွေပေါ့နော်ကားတွေဆိုင်ကယ်တော့နောက်တစ်ခါဒီမြေထားစသဖြင့်ပေါ့ဒီလောင်စာစီသုံးရတဲ့ပစ္စည်းတွေကိုဆက်ပစ္စည်းအဲ့ဒါတွေနဲ့ပတ်သက်ပြီးတွက်ချက်ပြီးလုတ်ခဲ့တာဖြစ်တယ်အခုကြတော့ခုနရန်ကုန်မှာခုနကျွန်တော်ပြောလူက9 သန်းကျော်လာပြီအဲ့ဒီတုန်းကတွက်ချက်တဲ့လူ9 သန်းတောင်မဟုတ်ဘူးအဲ့တုန်းကကြတော့ရှိမှာကားစီးအဲ့တုန်းကတနိုင်ငံလုံးမှာ3 သိန်းပဲပြည့်စုံ3 သိန်းလောက်တောင်ရှိချင်မှရှိမယ်နော်ဆိုင်ကယ်တို့ကားတို့ဘာတို့ညာတို့မီးစက်တို့ဘာတို့အကုန်ပေါင်းလို့မှတနိုင်ငံလုံးပေါင်းလို့73စီသုံးရတဲ့ဟိုပစ္စည်းမျိုးစုံပေါ့စက်ပစ္စည်းမျိုးစုံက3 သိန်း2 သိန်းတဲ့မဟုတ်ဘူးထိုစင်ကားလာအဲ့တော့အဲ့လောက်ပမာဏကိုတွက်ချက်ပြီးတော့လုတ်ခဲ့ကြပြီမယ်အခုဒီနေ့ခက်လျောက်တော့ကျွန်တော်တို့နိုင်ငံလုံးမှာကားစီးတန်းနေချီရှိတယ်ကားကြီးပဲတန်းနေချီရှိတယ်ကျန်တာပြောမနေတော့ကျန်တဲ့ဟာတွေကိုပြောမနေလို့ထုံဆက်ဒီမီးဆက်ဒီဘာဆက်ညာဆက်ဒီနဲ့ဟိုပေါင်းလိုက်လို့ရှိရင်ခင်ဗျားတို့ပြတ်တွေ့ကြည့်မယ်ဆိုရင်ဒီလက်တစ်နှစ်ကိုအခုအစိုးရက$4 ဘီလီယံမို့လောက်လောင်စာစီဝယ်နေရတယ်ဆိုတာဟာလကားမဟုတ်ဘူးအဲ့ပမာဏအမောင်းဖြစ်သွားတယ်ဘယ်လောက်ကြီးမားကျယ်ပြန့်သွားလဲဆိုတာเนาะအဲ့တော့အဲ့လိုနေချောင်းမှာတန်လင်းကြီးကိုရအောင်ပြန်ကောင်းတဲ့ပုံကြီးလုပ်ကြမယ်လို့အစိုးရအဆက်ဆက်ကစူးစမ်းခဲ့ပြီမအောင်မြင်ကြဘူးမအောင်မြင်ကြောင်းရခုနနောက်ကွယ်မှာဒီဘာခေါ်လဲကျိုးနီကျိုးကကျိုးပြတယ်ပေါ့ဗျာနော်သူပြောတဲ့အဲ့စနစ်တွေပေါ့ပြီးတော့အထက်မှာစက်ပစ္စည်းတွေအခွန်တွေပဲကျန်တာလားဘာလားမသိဘူးမှလည်းမထုတ်ပြန်တော့မသိရဘူးဒါမျိုးတွေရှိတော့နော်ရှိတော့ဘူးမှမလုပ်နိုင်ဘူးအခုတော့ကြည့်ရတာဒီလက်ရှိဝန်ကြီးကဥက္ကူကိုလွင်ကနေပြီးတော့သူတဲရောက်ကလက်ထက်ကိုသူပေးလိုက်ပြီးလို့ယူဆတယ်ဘယ်သူလက်ထက်ပေးလဲကျွန်တော်မသိဘူးဘယ်ကုမ္ပဏီလက်ထက်ရသွားလဲကျွန်တော်မသိဘူးသို့တော့သူတို့လည်းမဖော်ပြဘူးဘယ်တော့ကျွန်တော်မသိဘူးပေါ့အဲ့တော့ရတဲ့ကုမ္ပဏီကတော့ရသွားပြီပေါ့အဲ့ကုမ္ပဏီကအခုဒါ proposal တင်နေထင်ပါတယ်နော်တန်လင်းချက်ရေနံချက်စိတ်ဝင်နေစီမံကိန်းအပိုင်း1ဖြစ်နေတဲ့တစ်နှစ်ကိုရေနံစိမ်းတန်ချိန်9 သိန်းချက်မယ်ရေနံစိမ်းတန်ချိန်9 သိန်းချက်မယ်ဆိုရေနံစိမ်းကဘယ်ရမလဲဆိုတော့ကျွန်တော်ထင်တယ်ရုရှားလာမယ်ထင်တယ်ရေနံစိမ်း9 သိန်းချက်မယ်တန်ချိန်9 သိန်းချက်မယ်တဲ့နော်အဲ့လိုချက်မယ်ဆိုပြီးတော့ပြောတယ်တကယ်ချက်မနိုင်မချက်နိုင်တော့ကျွန်တော်တို့စောင့်ကြည့်ပါပေါ့နော်ချက်နိုင်ခဲ့ရင်တော့ရန်ကုန်မှာရှိတဲ့တချို့ကိစ္စလေးတွေမှာရန်ကုန်ရဲ့ demand ကိုယာယီတစ်ခုလောက်တော့သူ cover ဖြစ်သွားလိမ့်မယ်ရန်ကုန်ရဲ့ demand ကိုရန်ကုန်ဒီတန်ချိန်9 သိန်းချက်ရင်တော့ရန်ကုန်ရဲ့ demand မလောက်ဘူးမလောက်တော့အဲ့ဒီဟာ percentage တခုတော့ဒါ cover ဖြစ်မယ်ဆိုတဲ့သဘောမျိုးရေနံစိမ်း9 သိန်းချက်မယ်ဆိုတော့ဒီရေနံချင်းချက်ဖို့ဖြစ်နိုင်ကြီးရှိတော့ရုရှားကနေတမောတွေလာလိမ့်မယ်လို့ယူဆတယ်ဒါပေမဲ့ခက်တာကဒီရန်ကုန်မြစ်ထဲကိုဝင်လို့ရတာတန်ချိန်4,000 5,000 3,000 4,000ထက်ပိုမပိုဘူးပေါ့ဗျာ6,000အောက်ပဲ9,000အောက်ပဲရှိလိမ့်မယ်ခံမှန်းတယ်ကျွန်တော်တို့သိရတော့တချို့ data တွေကျွန်တော်လွတ်မရတဲ့အတွက် data တွေရှာရင်တော့အခုပြောရင်ရပါတယ်ဒါပေမဲ့တေချာတာကတော့တန်ချိန်သိန်းနဲ့ချီတဲ့တင်မောတွေရန်ကုန်ထဲကိုဝင်လို့မရဘူးတန်လျင်ထဲကိုဝင်လို့မရဘူးအဲ့ဒါဆိုရင်တန်ချိန်သိန်းနဲ့ချီတဲ့တင်မောတွေတော့9 သိန်းဒီနေ့သိန်းတန်ချိန်9 သိန်းချက်မယ်လို့ပြောတယ်အဲ့တော့တန်ချိန်1 သိန်းတန်တင်မော9 စီးဝင်ရမယ်ဆိုအဓိပဲတက်ရောက်တယ်တန်ချိန်1 သိန်းတန်ချိန်2 သိန်းဆိုရင်2 စီး3 စီးပဲဝင်လို့ရဒီလိုအဓိပဲတက်ရောက်တယ်ဒါပေမဲ့အဲ့တင်မောတွေကတန်လျင်ကိုဒီခုနဒီရေနံချက်ဆက်ကိုဝင်လို့ရလားအဲ့စိတ်ကန်းကိုကတ်လို့ရလားဆိုတော့စိတ်ကန်းလေးရဲ့တွားကြည့်လိုက်ဦးဆက်ပြကွက်လောက်ပဲရှိတယ်စိတ်ကန်းအဲ့တင်မောတွေနဲ့ရှင်းလိုက်ရင်ခုနတန်ချိန်သိန်းချီတင်မောတွေရှင်းလိုက်ဆက်ပြကွက်လောက်ပဲရှိတယ်ပြီးတော့ရေအနက်ရေစူးပေါ့အဲ့ဒါတွေကစတခြားတူးမထားတဲ့အတွက်မစွန့်ပြေဘူးကပ်ပေါ့အဲ့ဒါဆိုရင်တော့ဘာလို့ရမှာလဲဆိုတော့တင်မောကြီးအကြီးတွေလာလို့မရတဲ့ခါတင်မောကြီးကပင်လယ်ဝမှာရက်ပြီးတော့အဲ့ရနေပြီးတော့ဟိုဟာတစ်ခုလောက်ရမယ်ဟိုဘာခေါ်လဲဆိုတော့ station တစ်ခုလောက်ရလိမ့်မယ်အဲ့ရနေပြီးတော့ပိုက်လိုင်းတွေတိုးရပြီးတော့ဒီတန်လျင်ရေချက်ဆက်ဦးတွေကိုပိုက်လိုင်းတွေကနေပင်လယ်ရေချောင်းမြစ်ချောင်းတွေတစ်လျှောက်ပိုက်လိုင်းတွေဆင်းပြီးတော့အဲ့နေပြီးတော့ဒီတန်လျင်ရဲ့ဆက်ဦးတွေကိုရေနံစိမ်းတွေလောင်းထည့်တာမျိုးကန်ထဲကိုထည့်ပြီးတော့မှအဲ့ကန်ထဲပြန်ချက်တာမျိုးအဲ့လိုလုံမလားလုံနိုင်ချေရှိသလားတော့မသိဘူးအဲ့လိုလုံလို့ပဲလို့ကျွန်တော်တို့ခံမှန်းတယ်ဘာလို့လဲတင်မောကကတ်မရတာခင်ဗျားစဉ်းစားကြည့်ဗျာအဲ့ဟိုပင်လယ်ဝကနေတန်ချိန်2 သိန်းလောက်တင်မောကြီးရောက်လာမယ်အဲ့တင်မောကြီးကဝင်မရတော့ဗာလဲ2000တန်တင်မောလေးတန်ချိန်3000တင်မောလေးတွေကိုအခါခါ15ကကဲ့မလားဒါမှမဟုတ်ပိုက်လိုင်းနဲ့ကနေလွှတ်ချလိုက်မလားပိုက်လိုင်းလွှတ်ချတဲ့လမ်းကိုပဲရွေးလိမ့်မယ်လို့ကျွန်တော်တို့ကောက်ချက်ချတယ်အဲ့တော့ဒါပေမဲ့တစ်နှစ်ကိုတန်ချိန်9 သိန်းချက်မယ်လို့ပြောတာကတော့ကျွန်တော်တို့နေတော့ဘာပြောဟိုလုံနိုင်ရင်ဝမ်းသာစရာကောင်းပါတယ်မဟုတ်ရင်တော့ဒီအတိုင်းပဲဗျာခင်ဗျားတို့လေပဲရှိတာပြောနေတယ်အခုနောက်တစ်ခါစွမ်းရင်မှာလည်းအခုသိရသလောက်ပေါ့နော်ကျွန်တော်တို့ဟိုအရာဝတီတိုင်းထဲမှာထင်ပါတယ်အရာဝတီတိုင်းထဲကဘာခေါ်လဲလေရင်စီလို့ခေါ်မလားလေစီလို့ခေါ်မလားအဲ့စီပေါ့အဲ့ကောင်ပျောက်တယ်ဆိုပြီးဇလန်တစ်ခုလေးကြားတယ်သတင်းအစအနလေးထွက်နေတယ်ဒါပေမဲ့ကျွန်တော်လည်းအဲ့ဒါ confirm ပြန်လုပ်အောင်အဲ့တော့ကျွန်တော်ဒီလောက်ပဲမှတ်လိုက်ပြဿနာကြီးတစ်ခုရှိတယ်လေစီဆိုလားဘာစီဆိုလဲအဲ့စီတစ်ခုမျိုးဟိုတတ်မှတ်နှုံးနဲ့နှစ်ဆက်ပေါ့တတ်မှတ်ထားတဲ့ဟာတဲ့ဟိုလွဲနေတယ်လို့ပြောတယ်အဲ့ဒါလေးပြဿနာတက်နေလို့ပြောတယ်အစွမ်းဝင်ကြီးစနာလဲမီဒီယာနဲ့တွေ့ပြီးတော့တချို့ဟာလေးတွေအမှန်တိုင်းပုံပုံလေးပြောချလိုက်ရင်ကောင်းတာပေါ့ပုံလေးပြောချလိုက်ရင်ကျွန်တော်တို့လည်းတိုင်းပြည်ကိုဘယ်လိုကူရမလဲမီဒီယာတွေကူလို့ရတယ်ကူမှာပေါ့ကူလို့မရဘဲနဲ့ခုနဟုတ်ပြီဒါလေးတော့ဗျာတိုင်းပြည်မှာဟုတ်ပြီတော့ပြောပါနဲ့ဗျာဒါပေမဲ့တိထားရင်ကောင်းတာပေါ့မီဒီယာတွေနဲ့တက်ညာလို့ရတယ်ဆိုဒါဆိုကျွန်တော်တို့မစိုးပါဘူးဟုတ်က
မသိဘူးပေါ့မသိရတာများပါတယ်မသိရတာများပါတယ်ဆိုတော့ကောင်းပါတယ်မသိခိုင်းတာလည်းတစ်မျိုးတော့ကောင်းပါတယ်ကျွန်တော်တို့မသိခိုင်းတာတစ်မျိုးတော့ကောင်းပါတယ်ဒီလိုပြောရသေးအဲ့တော့စွမ်းရည်တနည်းကို9သိန်းချက်နိုင်မယ်တန်လျင်ချက်နိုင်မယ်ဆိုတာကြီးကိုတော့ကျွန်တော်တို့ပထမတစ်ဆင့်ယုံလိုက်မယ်နော်ပထမတစ်ဆင့်အနေနဲ့ယုံလိုက်မယ်နော်တကယ်ချက်ပါစေတကယ်ချက်နိုင်ပါစေပဲကျွန်တော်ဆူတောင်းတာပါဆိုရန်ကုန်ရဲ့တချို့ဟာတွေကာဗာဖြစ်အောင်လုပ်ပေါ့ဒါအဲ့တော့ဒါတော့ရန်ကုန်နဲ့ပတ်သက်တဲ့ဒီရန်ကုန်နဲ့ပတ်သက်ပြောတာပါအဲ့တော့ရန်ကုန်နဲ့ပတ်သက်တာပြောပြီးရတော့ကျွန်တော်ဘယ်ကိုသွားမလဲဆိုတော့ဟိုးတနင်္လာရီတိုင်းခဏသွားမယ်တနင်္လာရီတိုင်းခဏသွားမယ်တနင်္လာရီတိုင်းသွားမယ်ဆိုတာတနင်္လာရီတိုင်းမှာနဲ့ပတ်သက်လို့ဒီနေ့ကျွန်တော်ဒီနေ့မနေ့ကတည်းကကျွန်တော်အဲ့သတင်းလေးတစ်ခုစတွေ့တယ်ဘာတွေ့လဲဆိုတော့ DVB မှာဖော်ပြထားတယ်အဲ့ဘာလဲဆိုတော့လမ်ပီအန်နဝါအမျိုးသားဥယျာဉ်ဒါအာဆီယံမွေးနေ့ထဲမှာပါတယ်နော်အာဆီယံမွေးနေ့ထဲမှာပါတယ်လမ်ပီအန်နဝါအမျိုးသားဥယျာဉ်တနင်္လာရီတိုင်းကအဲ့ဥယျာဉ်မှာတဲ့တက်တွေပတ်ဆက်ဆက်တွေခိုးခုန်နေပြီတဲ့ဆိုပြီးတော့ DVB ကရေးတယ်ဖြစ်နိုင်ခြေရှိသလားလို့မေးရင်ဖြစ်နိုင်ခြေတော်တော်ရာခိုင်နှုန်းများတယ်ဗျဒီသတင်းကများတယ်ဘာလို့ဆိုတော့ကျွန်တော်ဗိတ်ကျိုးစုရောက်ခဲ့တဲ့ကျွန်းတွေကိုရှောက်ပြီးတော့ speed boat နဲ့ရှောက်သွားတဲ့အချိန်မှာကျွန်တော်နိုင်ငံကျွန်းတွေဒီလောက်လှမှန်းကိုကျွန်တော်အဲ့တော့မှသေချာမျက်ဝါးတင်နေမြင်ရတာဟာနောက်နိုင်ငံဒီလောက်လှတာပဲဒီတနင်္လာရီတိုင်းဒီကျွန်းတွေဒီလောက်လှတာကွာဒီကျွန်းတွေကကျွန်းတွေနဲ့ပင်လယ်ရောက်တရားသာရတွေနဲ့ငါတို့နိုင်ငံနှစ်ကိုဒေါ်လာဘီလီယံချီပြီးရနိုင်တယ်1ဘီလီယံပုံနော်ဘီလီယံ3-4ဘီလီယံမကရနိုင်တယ်ဆိုတော့ကျွန်တော်မြင်သွားတယ်ဟာအဲ့ဒီတနင်္လာရီတိုင်းကဒဲကပဲပတ်စံရှာမယ်ဆိုရင်တော့တစ်နှစ်ကိုဒေါ်လာ4-5ဘီလီယံလောက်အသာလေးရနိုင်တယ်တနင်္လာရီတိုင်းတစ်ခုတည်းရတယ်တကယ်ရနိုင်တယ်တစ်နှစ်ကို4-5ဘီလီယံအသာလေးရတယ်4-5ဘီလီယံဒေါ်လာဘာလို့ဆိုရအောင်လုပ်လို့ရတယ်အဲ့ဒါကိုအစိုးရအနေနဲ့ master plan ချပြီးတော့ဒါကတော့လုပ်ဒါဒီလိုအဲ့လိုခွဲလို့ရတယ်ဒါပေမဲ့မလုပ်နိုင်ခဲ့ကြတာဘူးလို့ကျွန်တော်ပြောချင်တယ်တခိုးတွေတဲ့အဲ့မှာတခိုးတွေပင်လေငါးဖန်းခိုးဖန်းတဲ့ကောင်တို့တရားသာရခိုးတဲ့ကောင်တို့တိတ်ခိုးပါခိုးညာခိုးတဲ့ကောင်ပုံများတယ်အဲ့တော့အခုလဲလမ်ပီမှာတိတ်ဒီခိုးခုတ်နေပါတယ်လို့ပြောရင်ဖြစ်နိုင်ရရှိပါသလားမင်းကျွန်တော်ကတော့တော်တော်လေးနီးစပ်တယ်လို့ထင်တယ်အဲ့တော့သက်ဆိုင်ရာတနင်္လာရီဒေသအခြေစိုက်တဲ့အာဏာပိုင်ဖွဲ့စည်းအနေနဲ့လည်းဒီကိစ္စကိုစုံစမ်းဖော်ထုတ်တယ်စုံစမ်းဖော်ထုတ်ပြီးတော့ဘယ်ကောင်တွေပဲလှုပ်ထောင်ထဲကိုထည့်ထားတယ်ဒါမလုပ်ရဘူးပြောဒါကတနင်္လာရီတိုင်းပေါ်ကကျွန်းတွေပေါ်မှာဒီရှေးအောင်တကယ်ကိုဒါနှစ်ပေါင်းများစွာနှစ်ချို့တကြီးရှိတယ်ကျွန်တော်ရောက်ခဲ့တဲ့တုန်းကကျွန်တော်ပြန်သိရတဲ့ information တခုပဲတချို့ကျွန်းတွေကိုလုပ်ငန်းရှင်တွေလက်ထက်ကိုထည့်တယ်အဲ့လုပ်ငန်းရှင်တွေကဘာလို့လဲဆိုတော့ကျွန်းပေါ်မှာစီယုံဆိုင်မယ်ဆိုပြီးတော့ဘာဆိုင်မယ်ညာဆိုင်မယ်ပေါ့ဗျအပင်ဆိုင်မယ်ဆိုပြီးတော့အဲ့ကျွန်းပေါ်ကရှိပြီးသားအပင်တွေအကုန်လှည့်ပစ်တယ်တစ်တကယ်တံမိုးကြီးတစ်တွေကိုလှည့်ပစ်တယ်လှည့်ပြီးတော့နိုင်ငံခြားကိုအဲ့ဒီတင်မောအဲ့မှာတင်မောကတ်ပြီးတော့တခါတည်းတင်မောအဲ့နာမကတ်တော့တင်မောအဲ့အလဲမှာအဲ့ကျွန်းရဲ့ပင်လယ်ပြင်မှာကတ်ပြီးတော့အဲ့တစ်တွေကိုအဲ့ကျွန်းတွေပေါ်ခုတ်လို့ရတဲ့တစ်တွေကိုအဲ့ကျွန်းပေါ်တင်အဲ့တင်မောပေါ်တင်ပြီးတော့နိုင်ငံခြားကိုထားတဲ့အဲ့နိုင်ငံခြားကိုတခိုးစင်းနဲ့ထုတ်ထွက်တယ်အဲ့ပြီးလည်းပြီးကျွန်းကတောင်ကုန်းလုံးဖြစ်သွားမှာဆိုတဲ့ခါကျတော့ဘာလို့လဲဆိုတော့ဒီဘက်မှာအပင်တွေပြန်စိုက်ပြတယ်ဘာပင်လဲဆိုတော့တံမိုးသိမ့်မရှိတော့တဲ့အပင်တွေကိုစိုက်ပြတယ်စိုက်ပြပြီးခုတချို့ဆိုရင်အမဲကျွန်တော်ကြောက်တော့ဆိုကျွန်းတချို့ဆိုရင်ဘာလို့ဆိုအမဲလူတွေစိုက်ထားတဲ့အပင်တွေနဲ့ဆိုတော့ဒီပင်ကြီးတော့လေရောင်းစားလို့ရတယ်ဆိုရောင်းစားလို့မရဘူးဘာလို့လဲဘာမှလုပ်လို့မရတော့အဲ့ပင်တွေဆိုအဲ့လိုမျိုးလှုပ်ရှားတဲ့ဟာတွေအများကြီးပဲအဲ့တော့နိုင်ငံတော်ရဲ့တရားစာတတွေဆုံးရှုံးပြီးတော့နိုင်ငံတော်ကဝင်မရဘူးနိုင်ငံတော်ကဝင်မရဘဲနဲ့အဲ့တခိုးတွေကဝင်ရသွားတာတခိုးတွေကအဆင်ပြေသွားတယ်အဲ့တခိုးတွေကပြီးရင်ဗာလဲဟိုတိတိတုတမှာဘာဘွဲ့ညာဘွဲ့ဆိုတော့တိုက်ယူတဲ့ကောင်တွေလည်းရှိသေးတယ်ချို့တခိုးတွေကဆိုကျွန်တော်တော်လေးကိုဒီတိုင်းပြည်ကိုဟိုရင်နာတာပေါ့တချို့လူပုဂ္ဂိုလ်တွေကတချို့စီးပွားရေးလုပ်တဲ့သူတွေကပွင့်လို့ပြောရင်လူမှုကျင့်ဝတ်ကိုနားမလဲပဲစီးပွားရေးလုပ်ကြတယ်ကိုယ်တိုင်းပြည်ပေါ်မှာစာနာစိတ်ကိုချင်းစာစိတ်မရှိပဲစီးပွားရေးလုပ်ကြတယ်ဘာလုပ်ကြလဲကိုကျိုးစီးပွားအတားတွေလုပ်ကြတယ်ကိုယ်တိုင်းပြည်ရဲ့တင်စားရတွေကိုပေါ်လောခုတ်ပြီးတော့ဈေးပေါ်နဲ့ရောင်းပလိုက်တယ်ကိုချမ်းသာရင်ပြီးတော့ကိုမိသားစုချမ်းသာရင်ပြီးတော့ဆိုပြီးခုတ်ရောင်းကြတယ်ပြီးလဲပြီးတော့ကိုယ်တိုင်းပြည်မှာရှိတဲ့တင်စားခုတ်ရောင်းပြီးတော့သူကမသိအောင်ဆောင်ပြီးတော့မဲနိုင်ငံတော်ဟိုကလှူတယ်ဒီကလှူတယ်နဲ့ဘွဲ့ရတက်ယူပြတယ်အဲ့လိုလူတွေများတယ်ဆိုတော့ကျွန်တော်တို့တိုင်းမှာအဲ့လိုလူတွေကလူကြီးတွေအနားမှာမရောက်နေသေးဘူးရှိမနေသေးဘူးလူကြီးအနားကိုလည်းကတ်ကောင်မကတ်သေးဘူးအဲ့ကောင်မျိုးတွေကိုအဲ့လိုလူမျိုးတွေကိုတစ်ချိန်တော့လောက်ခဲ့လို့ခုထားတော့ခုတော့မလုပ်တော့တဲ့အတွက်တက်ညာအောင်မယ်ဆိုရင်တော့ကဲဟုတ်ပြီတက်ညာပေးမယ်ဆိုရင်တော့အဲ့လူတွေကိုနောက်ထပ်ဘာခွဲမှမပေးသင့်တော့ဘာကြောင့်ဒါဟာဒီကောင်တွေမလုပ်တင်တာတွေလုပ်ခဲ့တဲ့အတွက်တိုင်းပြည်မှာဘယ်လောက်နစ်နာသွားလဲဆိုတော့မစင်စားပေးတဲ့ကိုကျိုးစီးပွားအတာများတဲ့စီးပွားရေးသမားတွေမတော်လောပါတွေများတဲ့ကောင်ဒီလိုကောင်မျိုးတွေကတော့တိုင်းပြည်မှာပွင့်လင်းပြောရင်တိုင်းပြည်မှာဘာဘွဲ့ဘာကုံဘာစီမှာလူရအောင်မသွင်းသင့်ဘူးဒါဒီလိုပြောကြတော့တိုင်းပြည်ရဲ့တရားသားကိုတို့အကျိုးစီးပွားတွေလုပ်သွားတယ်နိုင်ငံတော်မရဘူးထိုးစင်နိုင်ငံတော်ကောင်ကြီးကဲတွေကလည်းတေချာမလုပ်ခဲ့ကြဘူးအခုလက်ရှိကြီးကဲတွေအနေနဲ့ဘာလုပ်မလဲလို့မေးဒါမျိုးတွေကိုကြီးကဲတွေနဲ့ခွင့်မပြုသင့်ဘူးဒါမျိုးလုပ်မယ်ဆိုရင်တော့မဖြစ်သင့်ဘူးအခုလက်ရှိလမ်းပိမှာအဲ့လိုကြားတယ်တရင်ကြားပြီဆိုကြတဲ့ကကျွန်တော်တို့ပြောလိုက်တယ်မီဒီယာတွေပေါ်ပြတယ်ဟုတ်တာမဟုတ်တာခဏထားစစ်ဆေးတဲ့အစဉ်အောက်ခြေကိုမြေပြင်ဆင်းပြီးတော့စစ်ပြီးတော့မှရှောက်တခင်စစ်ရမှာခင်ဗျားတို့ကတရင်ကကြိုပေးနေရရှိရှိသေးတယ်အဲ့တော့ရှောက်တခင်စစ်ပြီးတော့မှဟုတ်တယ်ဆိုရင်ချက်ချင်းဖမ်းထောင်လိုက်တဲ့အဲ့ကောင်ဘယ်သူလဲတကယ်မူရင်းပိုင်ရှင်ဘယ်သူလဲတကယ်ကိုအဲ့ကောင်ထောင်လိုက်တဲ့ဘာမှတစ်ခုတည်းအသေးလေးတွေသွားဖမ်းမယ်ဆိုအကောင်ကြီးတွေကောက်ကထောင်းနေပလိုက်အဲ့ဒါမှပဲမှတ်မှာဗျအခုကဘာဖြစ်နေလဲဆိုတော့ခင်ဗျားတို့ကတစ်
တစ်ပဲဖြစ်ပါဖြစ်ပါဘူးဖမ်းလိုက်ရင်ဗာလဲတီလေးတွေဖမ်းတယ်တီလေးတွေအကြီးတွေဖမ်းလို့ရှိရင်အကုန်ပေါ်မှာဆိုးလို့လားမသိဘူးတခါကြရင်အဲ့ဒါမကောင်းဘူးကြာမဖြစ်သင့်ဘူးအဲ့တော့နိုင်ငံတော်အနေနဲ့ကဒါတွေကိုနောက်ပိုင်းမှာဆင်ခြင်သင့်ပြီရှေ့မှာဘာတွေပဲမှားခဲ့နောင်ထပ်မမှားကြဘူးပြင်ဆင်သင့်ပြီဆင်ခြင်သင့်ပြီပြီးတော့အမားတွေကိုပြုပြင်ပြောင်းလဲသင့်ပြီကျွန်တော်နောက်ထပ်မှားလို့ရှိရင်နောက်ထပ်မျိုးဆက်တွေကြံသေးတယ်ဗျနောက်ထပ်မျိုးဆက်တွေရဲ့မျက်နှာတွေလည်းကြည့်ကြအောင်နောက်မွေးလာတဲ့ကလေးတွေမျက်နှာတွေလည်းကြည့်ကြအောင်တို့ခင်ဗျာဘာမှမသိရှာဘူးရှေ့ကလူကြီးတွေလုံးသူများအကုန်တို့ပြိမ့်ခံရတာအခုကျွန်တော်တို့ရဲ့ရှေ့ကစီနီယာကြီးတွေလုတ်ခဲ့တာအခုကျွန်တော်တို့ခင်မှာလှုပ်ပိန်ခံနေရတာပြန်တွေးကြည့်နော်ခင်ဗျားတို့ကျွန်တော်တို့အရွယ်ပုံကိုယ်တွေပြန်ကြည့်လိုက်ကျွန်တော်တို့ကြီးတဲ့အုပ်စုတွေထားလိုက်တော့ကျွန်တော်တို့ခင်ဗျားတို့အရွယ်တွေမှာကျွန်တော်နဲ့အရွယ်လူရှိမယ်ကျွန်တော်တို့နဲ့ငယ်တဲ့အုပ်စုရှိမယ်ကျွန်တော်နဲ့တော်တော်ငယ်တဲ့လူရှိမယ်ခင်ဗျားတို့ကျွန်တော်မျက်နှာတွေမှာပြန်ကြည့်လိုက်ရှေ့ကလူလုတ်ခဲ့မြောက်ကိုလှိမ့်ပိန်ပြီးကျွန်တော်တို့ခံနေရတာရှေ့ကလူတွေမဟုတ်တာလုတ်ခဲ့တဲ့မြောက်ကိုကျွန်တော်လှိမ့်ပိန်ခံနေရတာကျွန်တော်တို့ကပြောင်းလဲခြင်းနဲ့မှန်ကန်ခြင်းနဲ့တကယ်ကိုတိုင်းပြည်ကိုတိုးတက်ခြင်းနဲ့ဆန္ဒဘလို့ပဲရှိရှေ့ကပေါက်တက်ခဲ့ရလုတ်ခဲ့တဲ့အကျိုးဆက်တွေစိုးကျိုးတွေကိုကျွန်တော်တို့ခံနေရတယ်အဲ့တော့ကျွန်တော်တို့အလှည့်မှာနောက်မျိုးဆက်ကိုထပ်ပြီးတော့နောက်မျိုးဆက်ကိုမျက်နှာကိုမကြည့်ဘဲနဲ့ကျွန်တော်တို့ကိုလုတ်တယ်လုတ်ချင်ရှောက်လို့မှာလားအဲ့ဒါကိုလေနိုင်ငံတော်အကြီးအကဲဖြစ်လာနိုင်သောပုံကိုယ်တွေကအခုကတည်းကကျိုးတင်စဉ်းစားထားဖို့လိုတယ်တဘောကတော့ဆန်လောက်တော့တဘောဆန်လောက်တော့မလုပ်ကြပါနဲ့တမိသားစုဆန်တဘောဆန်လောက်တော့မလုပ်ကြပါနဲ့နောက်နာကက်ကိုလှမ်းကြည့်ပါနောက်လာကိုရတင်တာရပြီးနောက်နာကက်ကိုလှမ်းပြီးတော့ပြင်ဆင်ပါနောက်နာကက်ကလေးငယ်တွေမျက်နှာကိုလည်းထောက်ပါဒါလေးတော့ကျွန်တော်ကြုံလို့အားလုံးကိုတိုက်တွန်းပါတယ်ဒါလမ်ပီကိစ္စနဲ့ဆက်ဆက်လို့ပြောတာပါဆိုတော့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီနေ့နောက်တစ်ခုကဘာပြောချင်လဲဆိုတော့ဒီဗိုလ်ချုပ်ကြီးနဲ့သမ္မတရှီကျင်းပင်တို့သမ္မတရှီကျင်းပင်တို့အပြန်အလှန်ချစ်ကြည်ရင်းနှီးနေကြတဲ့အပြန်အလှန်ပို့စာလေးတွေပေါ့နော်အဲ့ဒါလေးတွေကျွန်တော်ဒီနေ့ပြောချင်တယ်အပြန်အလှန်ပို့စာလေးတွေကတော့သူကတော့ဒီနေ့ကတော့ဒါသူတို့ဒီ85နှစ်ပြည့်ပေါ့နော်တရုတ်မြန်မာနိုင်ငံတာတမန်ဆက်ဆံရေး85နှစ်ပြည့်စိန်ရထုပေါ့နော်စိန်ရထုရှိတယ်စိန်ရထုရှိတော့ဘာပြောဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်စီကိုသမ္မတရှီကျင်းပင်ကတော်ဝင်လာပို့တယ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကလည်းသမ္မတရှီကျင်းပင်စီကိုတော်ဝင်လာပို့တယ်ဝင်းကြီးချုပ်လီရှန်စီကိုတော်ဝင်လာပို့တယ်ဆိုတော့အဲ့လိုတော်ဝင်လာပို့နေတဲ့အချိန်မှာဥယျာဉ်မွန်တို့အုပ်စုတွေဒူဝါလက်ရှိလာတို့မောင်ဝင်းခိုင်တန်းတို့ကတည်ရတများများနဲ့ပေါ့ငါစီကိုဘယ်သူများတော်ဝင်လာပို့မလဲတရုတ်ပြည်များပို့မလားဘယ်ရပို့မလဲတည်ရတများများနဲ့ဖြစ်နေတာပေါ့ဗျာခက်တာသူတို့စီကိုစာမလာဘူးဘာစာမှလည်းရောက်မလာဘူးဘာအကြောင်းကြားချက်မှလည်းရောက်မလာတော့သူတို့ခင်ဗျာပွဲချင်းပဖို့ဆိုပြီးတော့မဲဆောက်မှာအရက်ပလင်းတွေထောင်ထားတာဒါပေမဲ့ပွဲချင်းပဖို့အရက်ပလင်းသာထောင်ထားတာအရက်ပလင်းသာကုန်သွားတာဘာသာတစ်စောင်းမှရောက်မလာလို့ဝမ်းနဲ့ပက်လက်နဲ့ဘာပြောလို့ပြောမှမသိဖြစ်နေတယ်ဖြစ်နေတော့အဲ့တော့ငါတို့ရှိကိုစာမလာရင်ငါတို့အလေးမပေးရင်ငါတို့ဆန္ဒပြမယ်ဒါပဲသူတို့တတ်တယ်အဲ့တော့အမေရိကန်မှာဆန္ဒပြတယ်သူတို့အုပ်စုကလည်းနော်ဘာမှမလုပ်တတ်ဘူးလုပ်တတ်တာဗာလဲဆန္ဒပြတယ်ဒါပဲအဲ့တော့ဗာလဲအမေရိကန်မှာရှိတဲ့သူတို့ခိုင်းဘက်ကျုံလေးတွေကိုလှမ်းပြောတယ်ခါတော်တို့ဘာတို့ကသူတို့ခိုင်းဘက်ကျုံလေးဖြစ်သွားပြီတရုတ်ဆောင်ခါတော်တို့ဘာတို့ကနော်ခိုင်းဘက်ကျုံလေးကိုလှမ်းပြောတယ်မင်းတို့ဆန္ဒပြတော့အမေရိကန်မှာရှိတဲ့တရုတ်တန်ရုံကိုဆန္ဒပြတယ်တရုတ်ကိုဆန္ဒပြတယ်လုပ်ကုန်ရောဆန္ဒပြတယ်သူတို့စီကိုစာမလာတာဘာအကြောင်းကြားစမှလည်းမလာဘူးဘာမှလည်းအကြောင်းမကြောက်အဲ့တော့သူတို့ပြောတော့သူတို့နိုင်ငံတကာထောက်ခံသလိုလိုကဘာကြီးကပဲထောက်ခံနေသလိုလိုသူတို့ပြောခဲ့တာပဲခက်တာအနားမှာရှိတဲ့အိန္ဒိယတရုတ်ကတော့သူတို့စာတစ်ကြောင်းတော့မပို့ဘူးကဲဟိုကအီတောင်လှည့်မပေါက်ဘူးအီလေးပေါက်ရင်တော့တရုတ်ပေါက်တဲ့အီလေးကမွေးလိုက်တာသူပြောချင်တာခက်တာဟိုကတရုတ်ကအီတောင်လှည့်မပေါက်တော့ NUG အုပ်စုဒူဝါလက်ရှိလာတို့မောင်ဝင်းခိုင်တန်းတို့ဇင်မာအောင်တို့ဇင်မာအောင်ရဲ့ဂါမီတီအိုတိုင်းဆိုလားဇင်မာအောင်ရဲ့ game theory ဆိုတာလေဘာတွေ game ပြီးတော့ဘာတွေ theory ကလည်းတော့ကျွန်တော်မသိဘူးတော့တရုတ်ကသူတို့လှည့်တော့အီမပေါက်ဘူးအဲ့ဒါပဲတခါကျရင်ဘယ်သူကဘာလဲဆိုတာနဲ့အချိန်တိုင်းအပြေးပေါ်တယ်ကျွန်တော်ခဏပြောတယ်ခင်ဗျားတို့တွေအခု NUG ရုံတဲ့ကောင်တွေခံကြကျွန်တော်ခဏပဲတရားဝင်မှုဆိုတာဘာနဲ့တိုင်းတာလဲဆိုတော့ကျွန်တော်အမြဲပြောတယ်အခုတရားဝင်မှုကဘာနဲ့တိုင်းတာသွားလဲအခုတရုတ်သမ္မတရှီကျင်းပင်ကဘသူစီကိုပို့လဲဒူဝါလက်ရှိလာတို့စီပို့သလားဦးမင်းအောင်လှိုင်စီပို့သလားဦးမင်းအောင်လှိုင်စီပို့တာငါးဆက်ကစီပို့တာ NUG စီမပို့ဘူးအဲ့ဒါဘာလဲဆိုတော့တရုတ်ကစိတ်ထဲမှာလုံးဝဆုံးဖြတ်တာပြီးသားမင်းဘာကောင်ဖြစ်ရောက် NUG မကလို့ပဲဘာကောင်ဖြစ်ရောက်အဲ့ကောင်တွေငါတို့ခေါင်းနဲ့ရှိတယ်လို့မှတ်ဘူးသွားနာဆာကစီတရားဝင်စာပို့တယ်နာဆာကတရားဝင်စာကင်တယ်တရားဝင်ဆိုတာဖြစ်တယ်ဆိုတာကိုတရုတ်ကပါအတိမပြုပေးတာပဲထပ်ပြီးရှင်းလေးပဲအဲ့ဒါရှင်းလေးပဲအဲ့တော့အပြန်လန်ပို့ရတဲ့စာပါတော့အမေအကိုကြီးကလေးဘယ်လိုကောင်းတာဘယ်လိုတော်တာပေါ့ဗျာညီလေးမင်းကဘယ်လိုဖြစ်တာညီလေးကဘယ်လိုအကိုကြီးကဘယ်လိုမဲသူတို့ခုတော့သူတို့နှစ်ယောက်တော်တော်ဟုတ်သွားတာဗျာတော်တော်ဟုတ်သွားတာခုမေလာတော့ကဒီရုရှားမှာရှီဂျီပီနဲ့တရုတ်တော်ရှီဂျီပီနဲ့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့တွေ့ကြပြီးတဲ့နောက်မှာနှစ်နိုင်ငံဆက်ဆံရေးကပို့ပြီးတော့လှသွားတယ်တကားပါပွင့်သွားတယ်တကားပွင့်လို့လမ်းပြန်ထွက်ကုန်တာပေါ့နော်တကားပွင့်လို့လမ်းထွက်ကုန်တာတကားမရှိတော့ပြစ်ကုန်တာပေါ့နော်ပွင့်ုံလေးတကားမရှိပြစ်ကုန်ပြီးတော့ဘာပြောနှစ်နိုင်ငံဆက်ဆံရေးကကောင်းသွားတယ်ပေါ့နော်ဒီလိုပဲကျွန်တော်မြင်တယ်ကောင်းသွားတယ်တရုတ်ကလည်း तू ဘာလို့လဲဆိုတော့ तू တိသွားပြီးတော့ तू ရဲတင်းဆက်ဆံလာတယ်မြန်မာဆိုကတော့ငကိုကလေးဒါကိုလိုချင်နေတာဒါကိုမျောလင့်နေတာဒါကိုပဲ तू ကမျောလင့်ထားပြီးသားဒီတစ်ချိန်ပါဖြစ်ကိုဖြစ်ရမယ်ဆို तू မျောလင့်ထားပြီးသားအဲ့တိုင်းဒီဇိုင်းမဲ့ကြိုးစားလာရင်လည်းတစ်ဖက်ကတကယ်ပဲခွေးပေးလာအဲ့တော့ဘာပြောမြန်မာနိုင်ငံအနေနဲ့ကကမ္ဘာနံပါတ်1အဆင့်ရှိတဲ့နိုင်ငံတနိုင်ငံရဲ့ခေါင်းဆောင်နဲ့ဒီမှာထိတ်တိတ်ချာအပြန်လန်တော်လာပို့ပြီးကိုကြီးညီလေးလှုပ်ပုံကြပြီ
လုံးကြပြီ2020ဆိုတော့အကိုကြီးလာတော့လေညီလေးကိုကြီးကိုဘယ်လိုဖြစ်တာဟုတ်တယ်2020ကိုကြီးလာတော့ညီလေးကိုပါဒါတွေကသူတို့ဒါဖြစ်ကုန်ကြပြီဒါတွေဖြစ်ကုန်တာဆိုတော့ဘာပဲပြောနိုင်ငံတော်တော်လေးကောင်းပါတယ်ပြီးတော့ဗိုလ်ချုပ်ကြီးကတော့ဟိုဘက်ကိုတရုတ်ကိုကျေးဇူးတင်ကြောင်းနေပြောပါတယ်ဘာကျေးဇူးတင်လဲဆိုတော့တစ်ချက်ကမြန်မာနိုင်ငံနဲ့ပတ်သက်တခြားနိုင်ငံတွေကဘယ်လိုပဲပြောကုလသမဂ္ဂမှာပြောနိုင်ငံတကာမှာပြောတရုတ်ကမြန်မာဘက်ကနေမြန်မာမဲ့ရက်ပြီးပြောပေးနေတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတာကိုသူပြောတဲ့တစ်ချက်နောက်ငလျင်ဘေးကိစ္စဖြစ်တဲ့ကမှာ golden hour ပေါ့ golden hour ပေါ့နော် golden hour ဆိုပြီးတော့ချက်ချင်းရောက်လာတယ်ရောက်လာပြီးကူပေးတယ်ဒါလည်းကျေးဇူးတင်တယ်ဆိုတော့ပြောတယ်နောက်တစ်ခုကမိုခါတော့လည်းမိုခါတော့မဟုတ်ကိုဗစ်တော့လည်းလိုရတဲ့စီကူတယ်ဒါမျိုးတွေကူပေးနေတဲ့အတွက်တရုတ်ကိုကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောတယ်တော်တယ်ပြီးတော့မြန်မာနိုင်ငံနေသက်ဒေသတည်ငြိမ်အေဂျင့်ရေးကိုတရုတ်ကကူညီမှုတွေလည်းကျေးဇူးတင်ကြောင်းပြောတယ်ဒါတွေကဗိုလ်ချုပ်ကြီးမြောက်လိုင်ကဒါသူ့အနေနဲ့တရုတ်ကိုသူကျေးဇူးတင်ထိုက်တဲ့ကိစ္စမှန်သမျှကိုနာမည်တက်ပြီးတော့ကျေးဇူးတင်သွားတာကိုတွေ့ရတယ်ဒီလိုခေါင်းစဉ်တက်ပြီးတော့ကျေးဇူးတင်ပေးသွားတာတွေ့ရတယ်တရုတ်သမ္မတဘက်ကလည်းဒါမြန်မာနိုင်ငံနဲ့ပတ်သက်ရင်သူကမြန်မာနိုင်ငံအိန္ဒိယနိုင်ငံဖြစ်တယ်တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံပေါ်မှာပို့ပြီးလေးစားတမိုးထားမယ်စသဖြင့်ဒါတွေပြောတော့ပေါ့ဗျပြောပြီးတော့ဒီမြန်မာနိုင်ငံနိုင်ငံပေါင်းပြီးတော့ BRI project မျိုးတွေကိုရှေ့ဆက်အကောင့်တွေပေါ်ကြမယ်ဆိုတာမျိုးအပြန်အလှန်ပြောကြတယ်ဒီစာတွေမှာတော့အပြန်အလှန်စာတွေရဲ့အနှစ်သာရတွေကတော့ရှင်းပါတယ်နိုင်ငံဆက်ဆံရေးပုံမတိုးမြင့်မယ်ဆက်လက်ယုံကြည်မှုတွေဆက်လက်တည်ဆောက်မယ်ပုံမပူပေါင်းဆောင်ရတဲ့ကိစ္စတွေပုံမပူပေါင်းဆောင်ရမယ်ဆိုတာမျိုးတွေနိုင်ငံသဘောတူသွားတယ်ပြီးတော့နိုင်ငံတကာကလည်းဒါကိုဘာပြီးသိလိုက်လဲဆိုတော့တရုတ်မြန်မာနိုင်ငံဆက်ဆံရေးကမင်းတို့ကြိုက်တာပြောငါတို့တရုတ်မြန်မာနိုင်ငံဆက်ဆံရေးအားကောင်းခိုင်မာလေးဆဲရှိတယ်ဂျားထဲမှာသာနည်းနည်းလေးမင်းပါလဲငါပါလဲသူပါလဲငါပါလဲသူ့ရဲ့သဘောထားပါလဲငါသဘောထားပါလဲဆိုတော့အပြန်အလှန်စနီးနာကြတဲ့အဆင့်လောက်ပဲရှိပေမဲ့ဘယ်လောက်ပဲပြောအနေအေးသွေးအေးရီးစားဦးပါပဲနောက်ဆုံးတော့လဲပြန်လွှမ်းကြတာပါပဲเนาะအဲ့ဒီသဘောပဲเนาะသူတို့နှစ်ခုပြန်ပြီးတော့အခုတော့အလွမ်းတင်သွားတဲ့သဘောပါပြန်တွေ့တယ်ဆိုတော့ကျွန်တော်တို့ကတော့နိုင်ငံဒီလိုမျိုးပြန်ပြီးတော့လမ်းကြောင်းတက်လာတာကိုကြည့်ပြီးတော့ဝမ်းသာပါတယ်တကယ်လည်းဝမ်းသာပါတယ်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတယောက်အနေနဲ့ဂျန်လစ်ကြောင့်နေမျှော်လင့်ချက်ကတစ်ခုပဲရှိတယ်တရုတ်ဟာနိုင်ငံကြီးတဲ့နိုင်ငံဖြစ်တယ်ကျွန်တော်တို့အတွက်ကိုမဖြစ်မနေကျွန်တော်တို့ဘလို့မှရှောင်လွှဲလို့မရတဲ့အိန္ဒိချင်းနိုင်ငံတစ်နိုင်ငံဖြစ်တယ်နိုင်ငံကြီးနိုင်ငံလည်းဖြစ်တယ်ဒီလိုနိုင်ငံနဲ့ကျွန်တော်တို့ရန်ဖြစ်မဲ့အစားဒီနိုင်ငံကကျွန်တော်တို့ဘုံမှာအနိုင်ကျင့်တာမျိုးမလုပ်ဘဲနဲ့ဒီနိုင်ငံကျွန်တော်တို့ဘုံမှာဖေးမှကူညီတာမျိုးနဲ့ဒီနိုင်ငံကကျွန်တော်တို့ရဲ့အနာဂတ်တွေနဲ့အတူတူတွဲပြီးသွားတာမျိုးပဲကျွန်တော်ပိုကြိုက်တယ်အဲ့လိုပဲနဲ့သူတို့နိုင်ငံကကျွန်တော်တို့ဘုံမှာအနိုင်ကျင့်တာဟိုပြောမလို့တွေ့ဝိုက်ပါဝင်ပတ်သက်ပြီးတော့နိုင်ငံပေါ်မှာဒုက္ခပေးတာဒါမျိုးတွေကကျွန်တော်တို့လုံးဝလက်မခံဘူးအဲ့ဒါမျိုးတော့ဘယ်အချိန်လို့လက်မခံဘူးအခုဒီနေ့ချစ်ကြည်နေတော့အေးကွာငါတို့အတူတူပဲပြောမယ်နောက်တနေ့လေးစိတ်ကောက်သွားရင်ချက်ချင်းထားပြီးလက်နက်ကင်ဖို့ထတိုးပေးတာမျိုးအဲ့လိုအောက်တန်းကြတဲ့စိတ်ဓာတ်မျိုးမွေးတဲ့နေ့ချက်ချင်းကျွန်တော်တို့တွေ့မှာပြန်တွေ့မှာဒါကျွန်တော်ရွေးရှင်းတာပြောတာအဲ့တော့အခုလိုမျိုးချစ်ကြည်ရင်းနှီးသွားအတူတူပူးပေါင်းပြီးတော့နေသားဒေသတည်ငြိမ်ရေးကိုပေါင်းပူးပေါင်းကူညီပေးနေဆိုရင်ဘာပြောတရုတ်ရဲ့ဒီကူညီမှုကျေးဇူးတင်ရမှာပဲကျွန်တော်တို့ကျေးဇူးတင်ပါပဲပူးပေါင်းဆက်ဆံပူးပေါင်းဆောင်ရွက်ရမှာပဲဒါကကျွန်တော်နိုင်ငံရဲ့အမျိုးသားကျိုးစီးပွားနဲ့ရှင်းပြီးပြောတာကျွန်တော်တရုတ်နိုင်ငံအမျိုးသားကျိုးစီးပွားကြောင့်ထည့်ဆန်းတာအကြောင်းမရှိဘူးကျွန်တော်ဂျန်လစ်တယောက်နေတယ်နိုင်ငံသားတယောက်နေတော့ဂျန်လစ်တယောက်နေတော့တရုတ်နိုင်ငံရဲ့အကျိုးစီးပွားကြောင့်ကျွန်တော်ထည့်စဉ်းစားပေးကြဘာကြောင့်မှမရှိဘူးအဲ့ဒါမဲ့ကျွန်တော်တို့နိုင်ငံရဲ့အကျိုးစီးပွားဘက်ကပြောမယ်ဆိုရင်တရုတ်နိုင်ငံကကျွန်တော်တို့အတွက်အားပဲဖြစ်စေတယ်ဆေးပဲဖြစ်စေတယ်ဘေးမဖြစ်သင့်ဘူးเนาะဘေးမဖြစ်စေသင့်ဘူးလို့ကျွန်တော်မြင်တယ်ကျွန်တော်တို့နိုင်ငံအတွက်ဘေးဖြစ်စေခဲ့ပစ္စည်းတစ်ခုသို့မဟုတ်နိုင်ငံတစ်ခုဖြစ်တယ်ဆိုရင်တော့အဲ့ဒီနိုင်ငံကခမရဘယ်နိုင်ငံဖြစ်ဖြစ်အင်္ဂါဂျိုးကပဲလာဂျိုသားတွေပဲတိုက်ရကျွန်တော်တို့ရှင်းရှင်းလေးပဲချမှာပဲဒါကျွန်တော်ပြပြသားပြောတာဒါကျွန်တော်ရဲ့နိုင်ငံနဲ့ပတ်သက်ဒီလိုပဲကျွန်တော်စဉ်းစားပါတယ်အဲ့တော့အခုလို့ဆိုတော့နိုင်ငံချစ်ကြည်နေတာကိုကြည့်ပြီးတော့ဝမ်းသာပါတယ်ဘာပြောနိုင်ငံရဲ့ပြန်လည်ပူးပေါင်းပြီးတော့ဒီ BRI project ဒီနောက်တရုတ်မြန်မာနိုင်ငံရဲ့ဒီနေဆက်ဒေသပြန်လည်လမ်းကြောင်းပွင့်သွားမယ့်ကိစ္စတွေအများကြီးဖြစ်လာလိမ့်မယ်လို့ယူဆတယ်တရုတ်နိုင်ငံကလည်းဒီနေဆက်လမ်းကြောင်းပွင့်ဖို့တော့တရုတ်ကလည်းအားထည့်ကြိုးစားနေတယ်ပြီးရင်ကြောက်ဖြူထွက်ပေါက်ကိုလည်းရဖို့ကြိုးစားနေရအောင်တရုတ်နိုင်ငံလည်းအကောင်းဆုံးလုပ်နေအောင်တွေ့ရတယ်ဆိုတော့ဘာပြောတရုတ်ကမြန်မာပြည်မှာရှိတဲ့စီးပွားရေးလုပ်ငန်းတွေတော်တော်များကိုသူဝင်လာလိမ့်မယ်အမေရိကန်အုပ်စုကနောက်ကိုခွာပြေးပြီးဆုတ်လေးတရုတ်ကမြန်မာနိုင်ငံကိုခြေစုံနင်းဝင်လေးပဲပြီးတော့တရုတ်နိုင်ငံကနောင်တကြိမ်မြစ်ဆုံတကဲ့သို့တော့ဒီအမေရိကန်ဘက်ကိုရိမ်းတော့အစိုးရတည်းမပေါ်လာအောင်လို့ပဲတရုတ်ကတော့ကြိုးစားလိမ့်မယ်လို့ယူဆတယ်။ဘာလို့တရုတ်ကအမေရိကန်ဘက်ကိုရိမ်းတဲ့အစိုးရတွေမြန်မာပြည်ပေါ်လာမှာမဟုတ်ဘူး။တရုတ်သိကြိုက်မဲ့ပုံတော့မပေါ်ဘူး။ဘာလို့အမေရိကန်ဘက်ကိုအရင်ချင်းသွားတဲ့အစိုးရကတရုတ်တို့ကအခြေအနေမကောင်းနိုင်ဘူး။တရုတ်တို့ကအနည်းဆုံးတရုတ်စီးပွားရေးတွေကထိခိုက်နေတာကြီးပဲ။အဲတော့တရုတ်ကမြန်မာနိုင်ငံမှာအမေရိကန်ဘက်ကိုရိမ်းတဲ့အစိုးရတွေပေါ်မဲ့အစားဒီနိုင်ငံဆက်ဆံရေးကိုကောင်းကောင်းမဆက်လက်တည်ဆောက်မဲ့အစိုးရတွေကိုပဲသူမျှော်လင့်လိမ့်မယ်လို့ကျွန်တော်လည်းမြင်တယ်။ဒါကြောင့်တရုတ်နိုင်ငံဆက်ဆံရေးကဘို့လည်းပြောရင်တော့ရိုးရှင်းသောဆက်ဆံရေးလို့မျှော်လင့်ထားလို့မရပါနဲ့နိုင်ငံတကာရဲ့ခြေရှုပ်မှုတွေနဲ့ဆက်ဆက်တဲ့ဆက်ဆံရေးမျိုးတွေဖြစ်တယ်လို့ပဲကျွန်တော်တို့ကောက်ချက်ချတယ်ပေါ့နော်။ဒါကတော့တရုတ်မှာဆက်ဆံရေးနဲ့ပတ်သက်ပြောတာတစ်ချိန်တည်းမှာတရုတ်ကတော့အပေါ်မှာလူကြီးဆက်ဆံရေးကောင်းဝင်မြအောက်မှာပြဿနာရှိတယ်။ဥပမာဆိုကြပါစို့ကိုကန့်ဒေသဆိုရင်ကိုကန့်ကိုပဲအုပ်ချုပ်ခွင့်ရဒေသတွေကကိုကန့်လက်ရှိကိုကန့်ဒီအုပ်ချုပ်နေတဲ့မြို့တွေကိုတရုတ်တွေအလုံးနဲ့ရင်းနဲ့စိတ်ဝင်လာတယ်လို့ကျွန်တော်အကြမ်းကြားသိနေရပါတယ်တရုတ်တွေအလုံးနဲ့ရင်းနဲ့စိတ်ဝင်လာဘယ်လိုစိတ်ဝင်လာလဲဆိုတော့မြန်မာပြည်ထဲမှာတရုတ်နယ်စပ်ပေါ့နော်ယူနန်ပြည်နယ်ထဲကတရုတ်တွေကသူအလုံးလို့ဖို့
ယူနန်ထဲမှာတရုတ်ပြည်ထဲမှာလုံနေနေမြန်မာပြည်ထဲလုံဝင်လာလုံကြတယ်ဘာလို့မြန်မာပြည်ထဲမှာသူတို့ကလာပြီးတော့ဝင်ပြီးတော့ရုံငန်းလေးတွေအိမ်ငန်းလေးတွေငှားပြီးဒီမှာနေထိုင်တယ်နေထိုင်ပြီးတော့သူတို့ကဒီကမြန်မာပြည်ကကုတ်နေကောက်တယ်ကောက်ပြီးတရုတ်ပြည်ပြန်ပို့တယ်ပို့တော့သူတို့အဲ့မှာအများဆုံးတွေထွက်တယ်တရုတ်ပြည်ထဲမှာစီးပွားရေးလောကကြက်လာတဲ့ခါမြန်မာပြည်မှာစီးပွားရေးလာလုပ်တယ်လုပ်ပြီးတော့ဟိုဘက်ပြန်ပို့တယ်ပြောချင်တာကတရုတ်တယောက်ကမြန်မာပြည်မှာလာပြီးတော့ရုံငန်းထိုင်ပြီးတော့မြန်မာကုတ်တွေကိုကောက်ပြီးတော့တရုတ်ပြည်ပြန်ပို့နေအောင်သူတို့အများဆုံးကမချိပစက်များမယ်မြန်မာတယောက်ကပစ္စည်းကောက်ပြီးတရုတ်ပြည်ပို့လာတဲ့ဆိုင်တရုတ်တယောက်ကမြန်မာပြည်ထဲလာခြေစိုက်ပြီးတော့ပစ္စည်းပြန်ပို့တာကတရုတ်ကပို့ကြိုက်တယ်ပြီးတော့ဟိုဘက်ကတရုတ်ကဒီဘက်ကတရုတ်ကိုပဲယုံတယ်ဒီဘက်ကမြန်မာတယောက်ကိုယုံမှာမဟုတ်ဘူးအဲ့တော့တရုတ်တွေကမချိမဆန်ဝင်ချလာတယ်ကိုကန့်နေမြေတွေကိုဟိုမှာသိန်းကြီးထိအောင်ရောက်နေတယ်သိန်းကြီးကိုပလောင်တွေရောဖြစ်တဲ့ကြောင်မဲတီဘောတွေတောင်တရုတ်တွေအများကြီးရောက်တယ်ရောက်ပြီးတော့ဘာလုပ်နေလဲဆိုတော့ဒီကောင်တွေကရောက်ပြီးတော့အိမ်တွေငှားတယ်အစာအုပ်တွေငှားတယ်ငှားပြီးသူတို့နေရာတန်းရှင်းအကုန်လုံးဘာညာအကုန်ယုံသူတို့ဖွဲ့တွေဝင်လာတယ်တရုတ်ယောက်ျားလေးတွေအများဆုံးဝင်လာတယ်ဝင်လာပြီးတော့ဟောဖြစ်တယ်အဲ့ဒီလူတွေအကုန်လုံးကိုလည်းယွမ်ငွေ9သိန်းပါလာရင်ကိုကန့်ကအဲ့ဒီလူတွေအကုန်လုံးကိုယွမ်ငွေ9သိန်းပါလာရင်အဲ့ဒီလူတွေအကုန်လုံးသူတို့နေမြေထဲမှာလွတ်လပ်စွာနေထိုင်သွားလောက်ခွင့်ပြုမယ်အဲဒီလိုမျိုးတော့ခွင့်ပြုထားတယ်ဆိုတော့တရုတ်ကယွမ်ငွေ9သိန်းဆိုတာတရုတ်ဘဏ်တွေမှာချိလာပြီးတော့မြန်မာပြည်မှာရှိတဲ့ဟိုစီးပွားရေးလုပ်ရင်အဲယွမ်9သိန်းက9သိန်းကနေ9သန်းဖြစ်သွားတယ်တရုတ်ကပွင့်နေမျိုးတရုတ်ကလက်မြင်တယ်ပတ်စံရှာတတ်တယ်ခင်ဗျာမြန်မာပြည်ကထွက်တဲ့ချီရစာဒီကောင်တွေကတမိုးရှိအောင်လုပ်တတ်တယ်နော်တဲ့ပြောတာအဲ့ဒါခိုင်ရင်ပြောတာအရင်ဆုံးပြောတာမြန်မာပြည်ထွက်တဲ့ချီရစာသေးရုပ်ဆိုအဲ့ဒီကောင်တွေကတမိုးရှိအောင်လုပ်တတ်တယ်ပွင့်နေပြောရင်အဲ့တော့လုပ်တတ်တဲ့အခါကျတော့ဒီကောင်တွေပတ်စံရှာတတ်တယ်ရှာတော့ဟိုကယွမ်9သိန်းယူလာမယ်ဒီကောင်ယွမ်1သန်းဖြစ်သွားမယ်ယွမ်9သန်းဖြစ်သွားမယ်မကြခင်မှာအဲ့တော့ဖြစ်လာမယ်ဒါပေမဲ့အခုသူ့ရဲ့နောက်ဆက်တွဲပြဿနာဘာဖြစ်လာမလဲဆိုတော့နေဆက်မြို့တွေအကုန်လုံးမှာမြန်မာတိုင်းရင်းသားတွေရဲ့စီးပွားရေးအထိထက်တရုတ်စီးပွားရေးတွေပိုပြီးကြီးထွားလာမယ်မြန်မာတိုင်းရင်းသားတွေစီးပွားရေးကျုံသွားလိမ့်မယ်ဖြစ်လာလိမ့်မယ်အဲကိုကန့်ဒေသတွေမှာဖြစ်လာလိမ့်မယ်တရုတ်စီးပွားရေးကြီးထွားပြီးတော့မြန်မာစီးပွားရေးကျုံသွားပြီးတော့မြန်မာတိုင်းရင်းသားတွေကတရုတ်စီးပွားရေးအောက်ကိုအလိုလိုရောက်သွားမယ်ကိုလိုနီဖြစ်မယ်တရုတ်စီးပွားရေးသမားတွေရဲ့ကိုလိုနီလက်ဝေခံစီးပွားရေးသမားအသေးလေးတွေဖြစ်သွားမယ်ကျုံသွားလိမ့်မယ်အဲ့ပုံစံဖြစ်လာလိမ့်မယ်ဟိုမှာယူနယ်ပြည်နယ်ထဲမှာဘာမှမဟုတ်တဲ့တာမန်ကောင်တစ်ကောင်ကမြန်မာပြည်ကတထေးတယောက်ကိုကောက်ပြီးတော့သူတို့အောက်ကလူဖြစ်အောင်ဆွဲစားနိုင်တဲ့အထိစီးပွားရေးမြန်မာစီးပွားရေးမြန်မာတိုင်းရင်းသားတွေပိုင်ဆိုင်မှုတွေကျုံသွားလိမ့်မယ်အဲ့တိုင်းဖြစ်လာလိမ့်မယ်ပြီးတော့နယ်မြေတွေထဲမှာသူတို့ပိုင်ဆိုင်မှုအိမ်တွေစောက်ဦးတွေများပြားလာလိမ့်မယ်တရုတ်တွေပတ်သက်ချရတယ်များလာပြီးတဲ့နောက်သူတို့ကတရုတ်တွေကမြန်မာပြည်တွေကမြန်မာမတွေကိုကောက်စားမယ်အဲ့ဒါတွေကိုကန့်ဒေသမှာဆက်ဖြစ်လိမ့်မယ်ဒါကျွန်တော်ကြိုးပြောထားတာမြန်မာမတွေကိုကောက်စားမယ်မြန်မာမတွေကိုယူမယ်တယောက်ကိုယူမယ်သူယူမယ်ပြီးမကြိုက်နောက်တစ်ယောက်ကွာတယ်ယူတယ်ကလေးမွေးတယ်မွေးပြိုက်ကလေးကိုတရုတ်ပြည်ပြန်ပို့မယ်တရုတ်လေးတွေဖြစ်အောင်ထပ်မွေးမယ်သူ့မျိုးဆက်ကိုသူထားမှာပြီးတော့တရုတ်ပြည်မှာတရုတ်ပြည်မှာတယောက်ရဖို့တရုတ်ပြည်မှာမိန်းမတယောက်ရဖို့မနှဲခက်နေတဲ့အချိန်မှာမြန်မာပြည်ကိုလာတဲ့အလုပ်လုပ်တွေပတ်စံချမ်းသာလာတယ်ချမ်းသာတဲ့ခါကျတော့မြန်မာမတွေလည်းဆင်းရဲတဲ့ခါကျတော့တရုတ်တွေကိုယူတယ်ကလေးတွေမွေးတယ်ပြီးတော့တရုတ်နိုင်ငံသားခံယူတယ်တရုတ်တွေဖြစ်သွားတယ်အဲ့လိုတွေကဇလန်တွေကလာကြအောင်မယ်လူမျိုးရေးရောရှက်တဲ့ပြဿနာတွေထပ်ဖြစ်ကြအောင်မယ်အဲ့ဒါတွေထပ်ဖြစ်လာအောင်မယ်သို့တော်လည်းဒါတွေကိုတားနိုင်ဖို့အတွက်အစိုးရမှာအစွမ်းစားရှိပါသလားလို့မင်းရင်တော့လူတွင်ဘာလို့ကြားကြိုက်တာဗျာလူတွင်ဘာလို့ကြားကြိုက်တာဘလို့သွားလို့ကြားမယ်တက်ဆိုင်ကိုကတ်ဒေတာကကိုကတ်လက်နက်ကိုင်တွေကိုယ်တိုင်ကပဲသူတို့ကတရုတ်တွေနဲ့ပဲပေးစားဖို့ပူကြိုက်တယ်တရုတ်တွေနဲ့ပဲလက်ထက်ပဲထည့်ဖို့ကြိုးစားတာသူတို့ရဲ့အချုပ်ချာအာဏာနဲ့သူတို့ရဲ့လုပ်ပိုင်ခွင့်တွေနဲ့သူတို့ရဲ့ငွေကြေးတွေနဲ့သူတို့ရဲ့သမီးကောင်းအမျိုးကောင်းသမီးတွေကိုတရုတ်တွေလက်ထက်ပဲထည့်ဖို့သူတို့ပူကြိုးစားနေတဲ့အချိန်မှာကျွန်တော်တို့ပြောင်စုကနေပြီးတော့ပြည်မကနေပြီးတော့သွားပြီးထိန်းချောင်းဖို့ဆိုတာလွယ်တော့မလွယ်ဘူးဒါပေမဲ့အဲ့တိုင်းဆက်ဖြစ်လာလိမ့်မယ်ဆိုတော့ကျွန်တော်တို့ကြိုပြီးတော့ခံမှန်းပြထားပါတရုတ်တွေကိုအကြီးကျယ်ဝင်နေပါတယ်ယူနန်ပြည်နယ်ကစာမတက်ပိမတက်တို့နောက်တစ်ခါစာတချမ်းပိတချမ်းတက်တွေတို့စာတဝက်တက်တွေကိုအဲ့ဒီအုပ်စုတရုတ်တွေနည်းနည်းဒီအလေးနတော်တရုတ်တွေပေါ့တကယ်ကိုဂျလီဘီတရုတ်တွေဘာမှဘာခေါ်လဲဆိုဘာမှဟိုမရှိဘူးဟိုအသက်မရှိဘူးအဆင့်တန်းမရှိဘူးအဲ့လိုတရုတ်တွေအများကြီးကိုကန်တွေကိုအများကြီးဝင်နေတယ်လို့ကျွန်တော်ကြားနေရပါတယ်ဒါတော့စိတ်မကောင်းစရာလို့ပဲပြောရမလားဘာပြောမှန်းတော့မသိပါဘူးเนาะအဲ့လိုဝင်နေတယ်လို့ကြားပါတယ်ဒါတခုအဲ့တော့ဒီနေ့နောက်ဆုံးအပိတ်လေးတခုကတော့ဟိုနိုင်ငံမှာလူတွေကြားထဲမှာကုသိုလ်အကုသိုလ်ဆိုတာရှိတယ်ကုသိုလ်အကုသိုလ်ပေါ့တချို့လူတွေကတပားသူလှူတဲ့အလှူကိုကြည့်ပြီးတော့အကုသိုလ်ယူတယ်တချို့လူတွေကကုသိုလ်ယူတယ်အဲ့တော့အခုကုသိုလ်အကုသိုလ်ခွဲပြားပြောတဲ့ကိစ္စပေါ်တယ်เนาะအခုဒေါက်တာနိုင်ထုတ်အောင်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ကเนาะမန္တလေးမဟာမုနီဘုရားကြီးကိုရွှေ3ပိတ်သားနဲ့ငွေကျပ်2,600,000ထင်တယ်သိန်းပေါင်း2,600,000ပေါ့အဲ့လိုထင်တယ်ကျွန်တော်ကိန်းကနန်းမှားမှာဆိုပြန်ကြည့်ဦးမယ်เนาะဒေါက်တာနိုင်ထုတ်အောင်ဆိုတဲ့ပုဂ္ဂိုလ်ကเนาะဒေါက်တာနိုင်ထုတ်အောင်ဆိုကရွှေ3ပိတ်သားနဲ့เนาะရွှေ3ပိတ်သားနဲ့ငွေသိန်းပေါင်း2,600,000ပေါ့အဲ့လောက်ကိုသူကလှူတယ်ပေါ့ဗျာအဲ့ဟိုအောင်လှူတာမဟာမုနီဘုရားကြီးတွေလှူတာအဲ့ဒါကိုဟုတ်တယ်ရွှေ3ပိတ်သားနဲ့ကျပ်သိန်း2,600,000လှူတာဒေါက်တာနိုင်ထုတ်အောင်ဆိုတဲ့ပုဂ္ဂိုလ်ကလှူတာအဲ့ဒီလှူတာကိုမဟာမုနီဘုရားကြီးလှူတာကိုဘုရားကြီးဂောဘကဖွဲ့ကသူ့ရဲ့ဟိုမှာတင်ထားတယ်တင်တဲ့ခါကျတော့သူတို့တရားဝင်တင် official တင်တာနော်ဒေါက်တာနိုင်ထုတ်အောင်နဲ့ဇနီးဒေါ်ဒေါက်တာဝေရင်တို့ကကုန်းခွေရမိသားစုနဲ့ရွှေသား3ပိတ်သားနဲ့ရွှေသား3ပိတ်သားတဲ့ရွှေဆောင်တန်းခါပြတ်တဲ့နဲ့ကျောင်းတော်ကြီးတိုင်6တိုင်တိဆောက်ပြည့်ရတဲ့ကျပ်သိန်းပေါင်း2,600,000ရေးဆက်ချလှူဒန်းနေတဲ့နော်ဆိုပြီးတော့သူကပြောတယ်ပြောချင်တာရွှေ3ပိတ်သားလှူလားရွှေ3ပိတ်သားနဲ့သိန်းပေါင်း2,600,000လှူလားဆိုတာတော့သူစားမရှင်းဘူးဘလို့ဖြစ်အဲ့ဒီဟာကိုကြည့်ပြီးတော့ကျွန်တော်တို့ဆိုဓာတ်ရုပ်ခေါ်တယ်ဟာကိုမမလုံနေတဲ့ကိစ္စကိုမလူနေတဲ့ငွေအမောင်ကြီး
ကုန်မပမာဏကြီးလူတာတာတို့ခေါ်တယ်ကျွန်တော်တို့ကဒါပေမဲ့ကျွန်တော်တို့လိုပဲဒီနံပါတ်တာမန်အခြေခံတွန်းသားတွေကဒါလောက်မလူတဲ့လူတွေကလာဒါကြည့်ပြီးအိုးအားကြလိုက်တာလူနေနေငါတို့တို့လူကျင်လိုက်တာလူနေကျင်လိုက်တာဆိုတော့ဒီစိတ်လေးနဲ့ကျွန်တော်တို့ကကုသိုလ်တွေယူကြတယ်ဒါပေမဲ့အကုသိုလ်ကောင်းတွေကြတော့အကုသိုလ်ယူတယ်ဗျကြံဖန်ပြီးအကုသိုလ်ယူတယ်ဘလို့အကုသိုလ်ယူလဲဆိုတော့ဒေါက်တာနိုင်ထုတ်အောင်ဟာတဲ့နော်အလဲမရဲ့ပိုင်ရှင်အေဒါကျုလဲမပိုင်ရှင်ဒေါက်တာတန်းထောင်အောင်ရဲ့ညီဖြစ်တယ်ဆိုပြီးတော့ထတီးတယ်ညီဖြစ်တယ်ပေါ့ဟိုသူ့ညီဖြစ်ကောဘာဖြစ်တော့ဘာဖြစ်တယ်လို့ပေါ့နော်ဆိုတော့သူ့ညီဖြစ်တယ်ပေါ့ဗျာနော်ညီဖြစ်တယ်ပေါ့ရင်းတော့မကာအိုမှာနေတာတဲ့မန္တလေးဇာတိလူမျိုးကူဖြစ်နေပြီတဲ့ပြီးလည်းပြီးတော့သူကဘာလုပ်လဲဆိုတော့စစ်တပ်အတွက်သူကလက်နက်ပွဲသားလုပ်နေတာပါတဲ့ပြောတယ်သူ့ရဲ့ကုမ္ပဏီကတဲ့ International Gateway Group of Company Limited ဖြစ်တယ်တဲ့အဲ့ကုမ္ပဏီကနေပြီးတော့စစ်တပ်အတွက်လက်နက်ပွဲသားလုပ်နေရလူတဲ့အဲ့လက်နက်ပွဲသားလုပ်လို့ရတဲ့ပတ်စံနဲ့လှူတာပေါ့သွေးစွန်းတယ်စဉ်းစားနေဒါကတော့ရှင်းပြောရရင်တော့ဗျာကိုမစားရတဲ့ချင်းနေပေါ့ဗျာတဲ့ပြောရရင်တော့ခင်ဗျာလက်နက်ပွဲသားလုပ်တယ်ဘာလို့လဲရှောက်ပြောနေတာအခုခင်ဗျာ NUG ရဲ့ PDF တွေထဲမှာလက်နက်ပွဲသားလုပ်နေတော့တပုံကြီးပဲအဲ့ဒီကောင်တွေရောဘာပြော PDF ကိုအချင်းချင်းပြန်ဂျင်းထဲတာနော် NUG ဘက်တော်သားတွေပဲဘက်တော်သားတွေပဲ PDF တွေကိုလက်နက်တက်လက်ကိုတသိန်းနဲ့လက်နက်ကို3သိန်းလောက်နဲ့ရောင်းပြီးတော့ဂျင်းထဲတာကြအဲ့ဒါမပြောမလို့ဟမ်ဒီမှာမြန်မာပြည်မှာတော့ထားပါတော့မြန်မာပြည်မှာတော့ International Gateway တို့အဲ့ company ပိုင်ရှင်ဒေါက်တာနိုင်ထုံးအောင်ဆိုသူကသူလက်နက်ပွဲသားလုပ်မှာဘာဖြစ်ပြီပေါ့လက်နက်ပွဲသားဆိုတာကရှင်းရှင်းပြောရင်နိုင်ငံတကာမှာလည်းလက်နက်ဒီတက်မစစ်တပ်တွေအတွက်လက်နက်ဝယ်ပေးရတဲ့ဂျားကန်လုပ်ပေးရတဲ့ company တွေရှိတယ်စစ်တပ်ချင်းဝယ်လို့မရဘူးအလဲကောင်းတစ်ဖွဲ့ဝင်ရတယ်အဲ့လုပ်ရတယ်နောက်ဟိုဘက်ကလက်နက်ထုတ်တဲ့ company ဒီဘက်ကမြန်မာတက်မတော်နဲ့ဂျားမှာလုပ်ရတဲ့အဖွဲ့တွေရှိတယ်အဲ့ဒါဘာမှမှားနေတာမရှိဘူးကိုယ်နိုင်ငံတက်မတော်အတွက်လိုအပ်တဲ့လက်နက်တွေဝယ်ပေးတာမှားနေတာဘာမှမရှိဘူးကျွန်တော်အဲ့လိုပဲမြင်တယ်အရင်တော့ကျွန်တော်ဒါကြီးကိုအစိုးလို့မြင်မယ်ဟို Justice for မြန်မာတို့ရဲ့စာတွေဖတ်တာများတော့ Justice for မြန်မာပြောတာဟုတ်မယ်လို့ထင်တာမဟုတ်ဘူးကိုယ်နိုင်ငံတက်မတော်အင်အားတောင်တင်းကြီးအတွက်ဂျားကန်ကုမ္ပဏီတစ်ခုခုကနေပြီးတော့လက်နက်ဝယ်ယူတက်ဆင်ပေးတာတိတ်ကောင်းတဲ့ကိစ္စမှားတာဘာမှမရှိဘူးတက်မတော်အဲ့တခုတော့ရှိတယ်မှားတာတခုတော့ရှိတယ်နောင်များမှာအခုတော့ကျွန်တော်မသိဘူးနော်နောင်များမှာလက်နက်ရောင်းဝယ်ရေးလုပ်တဲ့လက်နက်ဝယ်ပေးတဲ့ကုမ္ပဏီတွေနဲ့တက်မတော်ကလက်နက်ဝယ်ယူအဖွဲ့တွေနဲ့တန်ရာတန်ကြီးအတိုင်း quality ရှိပစ္စည်းတွေဝယ်ပေးတာမျိုးဆိုရင်တော့ကျွန်တော်တို့ကမှားတယ်လို့မပြောဘူးအဲ့လိုမဟုတ်ဘဲနဲ့တန်ရာတန်ကြီးမဟုတ်ဘူးပေါက်ဈေးထက်လည်းပိုများတယ် quality ကလည်းမမီဘူးဆိုရင်တော့လက်နက်ဝယ်ယူရေးလုပ်တဲ့ပွဲစားကုမ္ပဏီတွေကိုလည်းကျွန်တော်တွေ့မှာပဲဒါတွေကမလုပ်သင့်ဘူးဆိုတော့ခင်ဗျားတို့သိဖို့လိုတယ်အဲ့တိတ်ပေါ့နောက်တစ်ခါဝယ်တဲ့ဘိုးချုပ်တွေကိုလည်းကျွန်တော်တွေ့ပါပဲဒါခင်ဗျားမလုပ်သင့်ဘူးလားကိုတက်မလို့အင်အားတောင်းတင်းရေးအတွက်လက်နက်ကိုမှန်ကန် quality ရှိလက်နက်တွေကိုဝယ်တန်ရှိတကယ်ပေါက်ဈေးအတိုင်းတကယ်ဖြစ်နေတဲ့အတိုင်းသူ့ commission ကလည်းယူပေးလိုက်ဘာဖြစ်လို့နော်ဒီဘက်ကလည်းလက်နက်ကတကယ်အစစ်ရကောင်းကောင်းပေါ်ရ quality ဟိုကျွန်တော်တို့ဟို Shahrukh Khan ရဲ့မင်းသားကြီး Shahrukh Khan ရဲ့ဂျာဝန်ဇာကားတွေကလူမျိုးတချို့ကောင်းတွေလုံးလို့ရတော့ဗျာအဲ့ဒါမျိုးတော့ကျွန်တော်ဘယ်ကောင်းမှသိမခံအခုလိုမျိုးဟောပြတော့တိတ်ဒါလည်းမခံဘူးဂျာဝန်ကားခဏတော့ကြည့်လိုက်ဂျာဝန်မှာ Shahrukh Khan ကြီးတိုက်ပြောရတဲ့ဂျာဝန်ကားရဲ့တချို့ဇက်ကွက်လေးတွေကိုခဏကြည့်လိုက်ရင်ကျွန်တော်အခုပြောချင်တာကိုအထိပ္ပယ်ပေါက်လိမ့်မယ်တော့ကြည့်လိုက်နော်အဲ့တော့ဟိုဒီလိုမျိုးသူကလက်နက်ရောင်းဝယ်လက်နက်ကိုဂျာကသူလုပ်ပေးတယ်ဆိုလဲကျွန်တော်တို့ကတော့ဘာမှဓာကြီးကိုကောက်ွက်စရာအကြောင်းမရှိဘူးနော်ကောက်ွက်စရာအကြောင်းမရှိသူလူနိုင်လို့သူရတဲ့ငွေတွေကသူပြန်လှူတယ်တိုက်ပြည်တွေပြန်လှူတာကောင်းတဲ့ကိစ္စလို့ကျွန်တော်မြင်တယ်ဒါပေမဲ့အကုသိုလ်သမားတွေကြတော့အဲ့ဒါကြီးအပြစ်လိုက်ရှာပြီးစီအပြစ်ဖြစ်စီလိုပေါက်ရှာပြီးပြဿနာရှာနေကြတော့တွေ့ရတယ်ဆိုတော့အဲ့အုပ်စုကဘယ်သူတွေလဲလို့သိမေးကြည့်ဘယ်သူတွေလဲခင်ဗျားတို့သိပါတယ်အဲ့လောက်ဒီပြဿနာရှာနေအုပ်စုကဘယ်သူတွေလဲခင်ဗျားတို့သိပါတယ်ခင်ဗျားတို့ခေါင်းထဲမှာရှိတယ်သိတယ်အဲ့တော့အကုသိုလ်ကောင်ကအကုသိုလ်အလုပ်ပဲသူ့ခေါင်းထဲမှာအမြဲတမ်းအချိန်ပြည့်အကုသိုလ်အတွေးတွေတွေးနေလိမ့်မယ်ကုသိုလ်ရေးတွေးတဲ့လူကတော့ဒါကုသိုလ်ရတဲ့ကိစ္စပဲကုသိုလ်ရေးတွေးနေဒါလေးကိုတော့အကုသိုလ်သမားနဲ့ကုသိုလ်သမားကွဲပြားသွားပြီတဖြည်းဖြည်းနဲ့လူတွေကအကုသိုလ်ကောင်ကအကုသိုလ်ပဲရှောက်တွေးနေဘာလို့အကုသိုလ်စိတ်နဲ့ပဲကြည်နေတာဖြစ်တဲ့အတွက်အဲ့ဒီလူတွေနဲ့ကျွန်တော်တို့ကတကိုင်းနဲ့ဖြစ်မနေတာပဲကိုကြည်ကန်ထူးလာပါပြီလို့တွေးရင်းနဲ့ဒီလိုတော့ဒီလောက်ပါပဲအားလုံးပဲကိုယ်သားတွေရှိပါတိုက်ပြီးတော့စေနာမထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တက်ဖြတ်နေကြတာကိုလက်ခုပ်တော်ဝါ TV ပျော်နေတဲ့လူမိုက်လူရန်ကလူတက်ချမ်းဖတ်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မေးခွန်းထုတ်ပါလို့ပြောရင်းနဲ့ခုနိုင်ပါ